ဇလန်ကောင်များစွာကိုတင်ဆက်ပေးနေတဲ့9နာရီစီစဉ်ကနေပြီးတော့ပရိသတ်တွေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါရခင်ဗျဒီကနေ့မှာပရိသတ်တွေနားဆင်ဖို့အတွက်စိတ်ဝင်စားဖွယ်ရာကောင်းတဲ့ဇလန်ကောင်လေးတစ်ပုဒ်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်တင်ဆက်မှုလေးကိုမစားခင်မှာတော့ပရိသတ်တွေဟာကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားပြီးတော့တင်သမျှတွေကိုသိနိုင်အောင်လို့ဘေးနားက notification bell လေးကိုလည်းနှိပ်ထားပေးကြပါဦးဗျဒီဇလန်လေးကိုတင်ဆက်ပေးတော့အမေသူကတော့ကျွန်တော်ကိုခန့်ပဲဖြစ်ပါတယ်ကဲဒါဆိုရင်တော့တင်ဆက်မှုလေးကိုစလိုက်ကြရအောင်ဗျတဲတဲ့စွာရွာသွန်းနေတဲ့မိုးတန်ရီကြားကနေတတောင်းတုံးနဲ့ထွက်ပေါ်လာတဲ့တကားထုနဲ့တန်ကြောင့်ဘိန်းတော်ဆရာပြိုဟာအိယာကနေလမ်းနှိုးသွားတယ်။မိုးကောင်းလို့အေးစစ်စစ်အိယာမလာမှတ်တယ်တကားထုနေတယ်။အချိန်မတော်တကားခောက်တာလူနာလွဲပြီးတခြားဘာမှမဖြစ်နိုင်ဘူး။ဘိန်းတော်ဆရာပြိုဟာနှုတ်ကရေရွရင်မီးအိမ်ကိုမင်းကြီးလိုက်တယ်။လေးကန်တဲ့ချိန်လန်းနဲ့တကားရှိရာရှောက်သားပြီးဆွဲဖွင့်လိုက်ပါတယ်။ဂျုံကနေဒိန်ကနေမိုးချင်းတန်တဲ့တူကောင်းကင်တစ်ခုလုံးလျှက်ရောင်နေလင်းထိန်သွားတယ်။တကူလုံးမိုးရီဆူရွှဲနေတဲ့လူတစ်ယောက်ကောင်းကုန်ပြီးမလုံးမရှက်ငြိမ်သက်နေတယ်။ဒီချိန်မှာပဲဒိန်ကနေဆိုရဲတန်ကြီးနဲ့တူကောင်းကင်ပေါ်ကနေအလင်းတန်းကြီးဖြတ်ပြေးသွားပါတယ်။ဟာမိုးချိုးပြစ်ပြီ။ရောနောက်ပိုင်းကိုမိုးချိုးပြစ်သွားပြီ။ဆရာပြိုတယောက်လင်းတန်းကြီးကိုမင်းတန်းကြည့်နေတော့မှပဲ။လူတယောက်လဲနေတယ်အမြင်သွားခဲ့ပါ။အဲ့ဒီလိုအော်ရှက်ရှက်တန်ကိုကြားလိုက်ရတယ်။ဆရာပြိုဟာကောင်းကင်ကိုမောကြည့်နေတာကလူငယ်ရှိရာကြည့်ရသွားပြီးတော့ဘယ်နေရာမှာလဲနေရလဲ။မောင်ရင်ကဘာတူလဲ။လူတယောက်လဲနေတယ်အမြင်သွားခဲ့ပါအဲ့လိုထပ်ပြောပြီးနောက်ကိုခြာကနေလေးပြီးမိုးရီစက်တီကြားတိုးရင်ပြောက်ကွယ်သွားပါတယ်ဟေးလူငယ်နေုံလေလူတယောက်လဲတာပဲပြောတယ်နေအောင်မသိပဲကျုပ်ကဘယ်လိုသွားရမှာလဲဘယ်လိုကဲရမလဲဘယ်လိုလူငယ်လေးကွာဆရာပြိုတယောက်မကြေမနက်ရေရွရင်အိမ်တကားကိုစောင်းပိတ်ပြစ်လိုက်ပါတယ်အိုးဘုစုတရွာလုံးအရွာနောက်ပိုင်းကကွင်းပြကြီးတဲ့စုပြောင်ပြီးရောက်နေကြတယ်တတိဘိုးချင်းမြန်ဦးဆောင်တဲ့ရွာသားအုပ်ကြီးဟာမဲနဲ့နေတဲ့အလောင်းကြီးရှိဝိုင်းအောင်ကြီးရှူနေညမိုးချိုးပြစ်တာလူထီးသွားတယ်ဟေးကံကြမ္မာဆိုတာသိကြဖို့ကောင်းပါလားမိုးချိုးပြစ်ချိန်မှာဒီလူဟာဒီနေရာမှာရှိမနေခဲ့ရင်ဒီလိုဖြစ်ဆိုးမျိုးကြုံရမှာမဟုတ်ဘူးဒီလူကရောအချိန်မတော်ကြီးဒီနေရာဘာကြောင့်ရောက်နေရတယ်လဲအင်းမော်လေးသူလည်းသိမယ်လို့ကြိုသိခဲ့ရင်ဒီနေရာဘယ်လာပါမလဲသိချင်းတရားကိုကြိုမသိနိုင်ဘူးဘသူမှသိချင်းလိုက်တာလို့ညည်းညူပြီးသိရတဲ့လူမရှိဘူးခန္ဓာဆိုတာမမြဲချင်းတရားပါပဲအနေစာဒုက္ခအနတ္တတတိဘိုးချင်းမြန်ရဲ့အာသုဘကမ္မထန်ရှိတယ်လို့တန်ဝေကစကားကြောင့်တတိသားဘိုးချက်ကအမနဲ့ခတ်လိုက်တာဗျာဘိုးချိုးမှန်လို့လူသေးပါလေဆိုမှအာသုဘကမ္မထန်ရှုနေသေးတယ်ဒီအချိန်မှာဘာလုပ်ရမှာကတေးသူဟာဘသူလဲဆိုတာသိအောင်လုပ်ရမယ်ဒါရိုးရိုးလူသေးရမဟုတ်ဘူးဘိုးချိုးပြစ်ခံရလို့တေးတဲ့မသားဗျာရေးကြည့်တယ်မသားကြည့်ပြီးတန်ဝေကရရင်လည်းဖုန်ကြီးဝတ်တော်လေဒါမှကျုပ်လည်းတတိသားနေရာကနေယာရုတို့မှလေအဲ့လိုပြောချလိုက်တဲ့ဘိုးချက်ရဲ့စကားကြောင့်တကြီးဘိုးချင်းမြိုင်ဟာမျက်နှာကြီးနေရသွားပြီးတော့ဘာကွာမင်းကငါထမင်းစားပြီးငါနေရလူကျင်ပြီပေါ့ဟာလားချက်ကြီးဖအေးကိုချေရတိုင်းကျင်တဲ့ငနွားကောင်မင်းလိုကောင်ထမင်းကျွေးမယ်စားခွေးစားကျွေးရတာကအကျိုးရှိအောင်မယ်စားတသက်လုံးသားမျိုးကိုပါစက်နဲ့ပြောဘူးအသေးရိုက်တပြက်မယ်ကွာအဲ့လိုကြောင်းဝိုင်းရဲ့လက်ဆွဲတော်ဒုက္ခနဲ့ဘိုးချက်ကိုလိုက်ရိုက်တယ်ရွာသားတွေကတကြီးသားဖရံဖွဲကိုဝင်ရောက်ဖြန့်ဖြေကြရင်းနဲ့တော်ပါတော့တကြီးရဲ့ကျုပ်တို့ကတော့မိုးချိုးပြတဲ့ကိစ္စသိကျင်လို့တကြီးတို့သားဖရံပွဲကိုကြည့်ဖို့မဟုတ်ဘူးဗျာလောင်းကိစ္စရေးကြည့်တယ်တေဆုံးသူဘသူလဲဆိုတာကျုပ်တို့သိကျင်တယ်ရံဖြစ်ကြပါနဲ့တော့တိတ်ကြစမ်းဘိုးချင်းမြိုင်ဆိုရဲငါအိုးဘိုးစုရောက်မှမျိုးရိုးစင်စတကြီးကွာမင်းတို့မမွေးခင်ကတည်းကငါတကြီးလောက်ခဲ့တာငါ့ကိုဆရာလာမလုံးနဲ့အလောင်းကိုငါအိမ်သေးခဲ့ပြီးရင်မောင်းထုပြီးလူစုဒါဟာအိုးဘိုးရွာတကြီးဘိုးချင်းမြိုင်ရဲ့အမိတ်မဲကွာတကြီးဘိုးချင်းမြိုင်ကတစ်ချက်လွတ်မိတ်ပေးပြီးရှေ့ကနေထွက်သွားတယ်ရွာသားလေးယောက်ကလောင်းကိုဝက်ကပ်ပေါ်တင်ပြီးထေကြပါတယ်။ရွာသားတွေထွက်ခွာသွားချိန်မှာတော့ဘိန်းတော်ဆရာပြိုဟာမိုးချိုးပစ်ခဲ့တဲ့လေခွဲရှိရာရှောက်သွားပါတယ်။ဆရာပြိုရဲ့မျက်လုံးကြီးကလေခွဲရဲ့တနေရာကိုရောက်သွားတယ်။မိဘကျနေတဲ့စာရွက်လေးတစ်ခုဆရာပြိုဟာစာရွက်လေးကိုကောက်ယူလိုက်ပြီးအင်ကြီးအိတ်ထဲထည့်လိုက်ပါတယ်။ပြီးတော့မိုးချိုးခောက်ခဲ့တဲ့လေခွက်ကနေတိတ်တိတ်ဆိတ်ထွက်ခွာခဲ့တယ်။အမလီတော်ကျုပ်အိမ်နဲ့ဘာကြီးတဲလာတာတော့ဘိုးချစ်မြိုင်တော်ပါရီလှုပ်လာပြန်ပြီလေ။တကြီးကတော့တော်တော်ကြီးအတန်းကိုអော်လိုက်တဲ့တန်ကြောင့်အလောင်းတဲလာတဲ့ရွာသားတွေအားလုံးခြေလန်းတန်သွားတယ်။တကြီးကစေးတန်ခင်မပြတ်ပဲနဲ့။မိုးချိုးမှန်သေးတဲ့မသားကြီးတဲလာတာ။ဘာဖြစ်တယ်လဲကွာ။ဘာမသားကြီးတဲလာဟဲ့လား။ဘိုးချင်းမြိုင်မသားကိုခုချက်ချင်းတင်းကိုင်းဖို့ကြက်တီရုပ်လိုက်တာနော်။ဟဲ့ကာလာနာတွေမသားကိုချန်ပီယံပြန်ထုတ်စမ်း။အလောင်းတဲ့ရွာသားတွေကတော်တော်ကြီးကိုမလွန်ဆန်ဝင်းတာကြောင့်လောင်းကိုတဲဖို့ပြင်လိုက်တယ်။အလောင်းကိုမြေဝါချလိုက်။ဘယ်မှတဲသွားစရာမလိုဘူး။
တကြီးရဲ့မိပေးတန်ကြောင့်ရွာသားတွေဟာအလောင်းတင်ဝက်ကကြီးချရမလို့တဲရမလို့ဖြစ်နေကြတယ်ဒီချိန်မှာပဲတစ်ဖြက်ဖြက်ဆိုတဲ့တန်နေတဲ့တူကြီးရုပ်ကြီးကိုတွေးလိုက်ရပါတယ်ကြီးနဲ့ဦးကြီးကအုံလိုက်ကျင်းလိုက်တကြီးရဲ့ခြံဝိုင်းနဲ့နားခိုကြတယ်ဟာကြီးနဲ့ဒီရောက်လာပြီဒါဆိုရင်ဒေါ်ဦးဆောင်ရွာလေးဝင်လာပြီပေါ့ရွာသားတွေရောက်ထိတ်တလက်ရေရွတ်တန်နေတူခြံဝကိုပြိုင်တူကြည့်မိပါတယ်မိုးကြိုးခါတဲ့အလောင်းလှုပ်ခြင်းနေဒီလောင်းကိုငါပိုင်နေဒေါ်ဦးဆောင်ရဲ့တန်တဲ့ကြီးကြောင့်တကြီးနဲ့ရွာသားတွေဟာတုံလုံးချောင်ချသွားကြပါတယ်ဒေါ်ဦးဆောင်ဟာအယိုးတောင်ဝေးကိုတတောက်တောက်ထောက်ပြီးလေဦးကြီးနားရှောက်လာတယ်သူ့ရဲ့လက်ကျန်တစ်ဖက်မှာတော့တန်တီလုံးပတ်မှာရှိတဲ့စိမ့်ဖက်ဖက်ဖန်လုံးလေးကိုကန်ကြတယ်ကျွန်တော်အနေနဲ့အလောင်းနဲ့ပတ်သက်ပြီးစစ်ဆေးကြရရှိနေပါသေးတယ်ကျွန်တော်2ရက်လောက်ချိန်ပေးပါ2ရက်ပြည့်ရင်အမေအိုပြောတဲ့အတိုင်းဖြစ်ရပါစေမယ်ခင်ဗျာဟာဟာဘိုးချင်းမြိုင်နင်းစစ်ဆေးလဲပို့ပဲဖြစ်လိမ့်မယ်ဟောဒီလောင်ဟာငါရဲ့ကျင့်စဉ်အောင်မြင်ဖို့ဘုံနဲ့သားကဖန်ဆင်းပေးခြင်းသာဖြစ်တယ်အခုရွာမှာမိုးကြိုးခါတဲ့လောင်ပေါ်တယ်ဒါအိုးဖို့ရွာစုအတွက်ကန်ဆူးမှုပေါင်ကြခြင်းပဲဘိုးချင်းမြိုင်နေရာမကြခင်မှာအလွန်ဆိုးရွားတဲ့အန်တီရီရင်ဆိုင်ရတော့မယ်ဒါငါရဲ့ပြောမဟုတ်ဘူးဟောဒီငါရဲ့ကြမှာဖက်ဖန်လုံးတွေကနမိတ်ဖတ်နေခြင်းသာဖြစ်တယ်ဘိုးချင်းမြိုင်နေပြောတဲ့အတိုင်းချိန်နေရပေးမယ်2ရက်မပြည့်ခင်အလောင်းကိုနေတောင်းဝယူရမယ်အလောင်းကနေချန်တဲကလွယ်ပြီးဘယ်နေရာမှမရှိစေအောင်ငါပြောတာကြားသလားဘိုးချင်းမြိုင်ကြားပါတယ်မေကိုအမေကိုပြောတဲ့အတိုင်းလိုက်နာပါမယ်ဥပ္ပစုရွာလေးကိုဘာအန်တီရဲ့မှမချရအောင်စောင့်ရှောက်ပေးပါခင်ဗျာကျွန်တော်တို့တရွာလုံးဟာအမေအိုရဲ့စောင့်ရှောက်မှုအောက်မှာအစင်ဆက်နေထိုင်ခဲ့ကြရတာပါဟာတိတ်ဟုတ်တာမဘိုးချင်းမြိုင်နေဖေဘိုးသားမြိုင်လက်ထက်ကတည်းကငါဟာဥပ္ပစုရွာကိုစောင့်ရှောက်ခဲ့ရတာခုဆိုငါရဲ့အသက်ဟာနှစ်ပေါင်း100ကျော်နေပြီငါဥပ္ပစုရွာရဲ့အသက်ရှည်ဆုံးလူတစ်ယောက်ဖြစ်တယ်လို့ဥပ္ပစုရွာပောင်ဝေးဘေးမဲ့တော်ကိုစောင့်ရှောက်နေတဲ့မမြင်ရတဲ့ပုဂ္ဂိုလ်ပိုင်းဆိုင်ရာကိုပါလွှမ်းမိုးနိုင်တဲ့လူတစ်ယောက်ဖြစ်တယ်မိုးကြိုးလောင်းဟာငါအတွက်သိအရေးကြီးတဲ့ပိုးချင်းမြိုင်နှစ်ရက်တော်တွင်မိုးကြိုးလောင်းကိုနေအသက်နဲ့ထက်တူစောင့်ရှောက်ပေးပါငါ့ကိုပြုံးစေခြင်းငါစကားနားထောင်ငါမဲ့ရင်တော့တရွာလုံးပြကြပေါ်သာပြင်ထားဟိအဲ့လိုရေပြီးတရွေ့ထွက်ခွာသွားပါတယ်ကြီးနှုတ်ကြီးကလည်းဒေါ်ဦးဆောင်နောက်ကိုတစ်ပြက်ပြက်တန်ပေးပြီးလိုက်ပါသွားကြတယ်ဖေဟာငါမအန်ဒီရီကြောက်တော့မယ်ဆိုပါလားမိုးကြိုးပြစ်ခံရတာငါရွာအတွက်ကြိုစိုးမိတင်နေငါဘာလုပ်ရမလဲတကောင်းရင်ချင်းဘိန်းတော်ဆရာပြိုတယောက်ဆင်းမီအိုတင်ရင်စီးချင်းစာဆောင်ကိုဖက်ရှုနေခြင်းတိတ်ဆိတ်မှုကိုဖြိုခွင်းလိုက်တဲ့တောက်တောက်နဲ့တကားခောက်တန်ကြောင့်ထံရကနေထပြီးတကောင်းပွင့်လိုက်ပါတယ်မင်းလာပြန်ပြီလားဟိုညမောင်ရင်ကဲခိုင်းတဲ့လူကမိုးကြိုးမှန်ပြီးတေဆုံးခဲ့တဲ့လူမလားအခုလာတာဘာကိစ္စလဲအမောင်တို့တွင်းမှာတော့နိုင်ရဝစ်စုံတဲ့လူတယောက်လူငယ်ကကောင်းကိုင်းစိုက်နေရကနေတကြီးအိမ်ကလောင်းကိုအမြဲဆုံးယူပေးပါဆရာပြောလူငယ်ကိုမျက်မှောက်ထုတ်ကြည့်ပြီးတော့မင်းလူစင်စင်းမဟုတ်ရဲ့လားအိမ်တကားကိုလာခောက်တယ်ပြီးအမောင်ကြီးရိတ်ရက်နေတယ်ဒီတက်ပိုစရာကတကြီးအိမ်ကလောင်းကိုယူခိုင်းတယ်မောင်ကြီးကိစ္စကိုအိမ်ထဲဝင်ထိုင်ပြီးအေးစစ်စစ်ပြောလို့ရပါတယ်ကဲအိမ်ထဲကိုကြောက်ပါလူငယ်ကမလုံးမရှက်ငိမ်သက်နေရကနေတကြီးအိမ်ကလောင်းကိုအမြန်ဆုံးယူပေးပါလို့စကားကိုတလုံးချင်းပြောပြီးအမောင်တို့တွင်းကိုတုံးဝင်ဖြောက်ကွယ်သွားပါတယ်ဟေးတငယ်ရောခတ်တာပဲဒီတငယ်ဟာငါ့အတွက်ဂျိုးစိုးလို့ပဲသူပြောချင်တာပြောပြီးပျောက်သွားတယ်တကြီးအိမ်ကလောင်းကိုယူလာရမယ်တဲ့ဘာကြောင့်အလောင်းယူလာရမှာလဲရှင်မပေးတော့ရောဘာဖြစ်တယ်လဲငါနဲ့ဘာမှလည်းမဆိုင်ဘူးမယူပေးရင်ခမည်းအိမ်မီးလောင်မယ်အဲ့လိုဝိုးတော်ဝါတန်ကြီးကိုကြားလိုက်ရပါတယ်အဘာတန်လေးဟာအိမ်မီးလောင်မယ်ဆိုလားပဲငါတော့ရွာသူအနောက်ခံနေရပြီတင်နေအဲ့လိုရေပြီးအိမ်နဲ့ပြန်ဝင်ခဲ့တော့ဆရာဘူးနှကောင်းလေးတွန်းဝင်လာတဲ့ညှော်နှက်နေကြောင်မိဖို့ဆောင်ကိုတဲတန်ပြေးသွားတယ်ဆေးမပြုတ်ထားတဲ့တတ်တူအိုးဟာမီးလောင်ကျွမ်းပြီးမိကတက်ကဲမိုးကိုပါဆွဲလောင်နေပြီဆရာပြေကကောင်းတပန်းကြီးသွားပြီးရေကန်ရှိရာပြေးသွားတယ်ပြီးတော့ရေကိုအလင်းမြတ်ကပ်ပြီးမီးကိုနှိမ့်သက်လိုက်ပါတယ်ရေပုံးပေါင်းအပုံး30လောက်ပတ်ပြန်းပြီးချိန်မှာတော့မီးရငိမ့်သွားတယ်ဆရာပြေကရေပုံးကိုအချင်းချင်းဆွဲခဲ့ရတာကြောင့်လက်အံသေးပြီးခြေပြစ်လက်ပြစ်ထိုင်ချလိုက်ပါတယ်ဟူးဂျိုးစိုးစိုက်တာတော့တေးကြလေပြီငါအိတ်တကယ်ပဲမီးဆွဲသွားတယ်ဒါဟုတ်တငယ်ကြောက်လားမဖြစ်နိုင်ဘူးဆေးမီအိုခံပြီးမီးလောင်ရတာဒါတိုက်ဆိုင်မှုပဲထူးဆန်းတဲ့တိုက်ဆိုင်မှုတစ်ခုပဲမိုးကြိုးလောင်းဟာငါနဲ့ပတ်သက်မှုမရှိပဲငါ့ကိုဒုက္ခအကြီးကျယ်ပေးတော့မှထင်တယ်အိုးဘုံရောက်တဲ့ကြီးဘိုးချင်းမြတ်တယောက်ခြံဝိုင်းနဲ့ခောက်တော့ခောက်ပြန်လမ်းရှောင်နေတယ်မိုးကြိုးလောင်းကငါရွာကလည်းမဟုတ်ဘူးအနီးနားရွာတွေကိုလှုပ်ပြီးစုံဆိုင်ခိုင်းတဲ့တာရီတို့ဖွဲ့လည်းပြန်မရောက်သေးဘူး
ဒေါ်ဦးစာပြောတယ်လို့မိုးနဲ့သားပဲသူ့အတွက်မိုးချိုးလောင်းကိုဖန်ဆင်းပေးလိုက်သလားဒေါ်ဦးစာရောဘာကြောင့်မိုးချိုးလောင်းပေါ်မှာရွာထဲဝင်လာခဲ့တယ်လဲဒေါ်ဦးစာရွာထဲဝင်ခဲ့တာ10နှစ်ကျော်ပြီဘာကြောင့်မိုးချိုးလောင်းကိုလိုချင်တယ်လဲတာကြီးတို့ပြန်လာရင်တော့တည်င်းရချင်ရမှာပါတကြီးရွာထဲမှာလူစိမ့်တွေရောက်နေတယ်ဘာလူစိမ့်နေဟုတ်လားဘာသူတွေလဲဓမြောက်တွေလားအမြန်ပြောဆောင်ကွာတာကြီးကရေတစ်ခွက်ကိုပြေးခတ်တာပြီးတော့ရွာထိပ်လေခွင်းမှာမြင်းနဲ့လူ9ယောက်တွေ့ခဲ့တယ်ရုပ်ကြီးတွေရလူဆိုးလူမရုပ်ကြီးတွေပြကျုပ်တို့ကိုမြင်တော့မိုးကြိုးပြစ်ခံရလို့တေးတဲ့လူဒီရွာမှာရှိသလားလို့မေးတယ်ကျုပ်ကတကြီးအိမ်မှာရှိကြောင်းပြောလိုက်မိတယ်သူတို့ဒီကိုရောက်လာလိမ့်မယ်အဲ့လိုပြောတဲ့အခါဘိုးချင်းမြိုင်ကနေမင်းတို့သွားဆုံဆန်းတဲ့တဲ့ရောဘာထူးတယ်လဲကျုပ်တို့အနီးနားရွာတွေအားလုံးစုံစမ်းခဲ့တယ်ဘယ်ရွာမှာမှလူပြောင်းမရှိဘူးတကြီးမိုးကြိုးလောင်းဟာတကယ်ပဲပိုင်ရှင်မဲရပြီဒေါ်ဦးစာပြောတဲ့အတိုင်းဖြစ်နေပြီထင်တယ်ငါဘာလုပ်ရပါတကြီးရဲ့အတွေ့မဆုံးခင်မှာပဲတခွက်ခွက်နဲ့မြင်းခွာတန်တွေကိုကြားလိုက်ရပါတယ်ပုံလုံးထောင်းထောင်းအပြင်းနေလာတဲ့မြင်းငါးစီးတကြီးရဲ့ခြံဝိုင်းတွေကိုတစ်ချိန်တိုးမောင်းနေလာတယ်မြင်းသမားတွေကဆေးတံကြီးခဲပြီးရက်နေတဲ့တကြီးရှိတုံကနေရက်လိုက်ပြီးတော့မိုးကြိုးလောင်းပင်မယ်လေကျုပ်တို့ကြည့်ချင်တယ်ပတိုင်းဝင်းတဲ့လူတယောက်ကပြောလာတယ်တကြီးဘိုးချင်းမြန်ဟာအတိလူကိုမျက်မှောင်ကျုပ်ကြည့်ရင်းနဲ့မင်းတို့ကဘယ်သူတွေလဲဘာကြောင့်မိုးကြိုးလောင်းကိုကြည့်ချင်ရလဲကျုံနာမည်ဂမ်ဘီယာဆရာမြိုင်ကျုပ်ရဲ့အလုပ်ကအရက်တကလဲပြီးဂမ်ဘီယာပညာတွေကိုရှာဖွေစုဆောင်းတဲ့အလုပ်ခမည်းတော်ရမှာမိုးကြိုးပြစ်ခင်ရလို့လူသေးတဲ့တဲ့တင်ကျုပ်တို့သိထားတယ်ဒါကြောင့်ကျုပ်အလားကိုကြည့်ချင်တယ်အဲ့လိုမာထန်နဲ့လေတံပြောတော့တကြီးရတပ်ပြင်းတဲတဲချရင်လေကျုပ်ကတော့ဂမ်ဘီယာတွေပါနေနားမလည်ဘူးခရီးသွားတွေအနေနဲ့လားကိုကြည့်ချင်နေဆိုရင်တော့ရတယ်ဒါပေမဲ့ကြည့်ုံတက်တက်ပဲရမယ်နော်အဲ့လိုပြောပြီးတာကြီးကိုမိုးကြိုးအလောင်းရှိရာကိုလိုက်ပြဖို့ပြောလိုက်ပါတယ်တာကြီးကမြင်းသမားတွေကိုခြံနောက်မှာထားတဲ့အလောင်းရှိအောင်ခေါ်သွားတယ်မြင်းသမားတွေဟာမိုးကြိုးလောင်းကိုအနီးကပ်ကြည့်ရှု၍မျက်လုံးတွေအယောင်တောက်လာပါတယ်ဂမ်ဘီယာဆရာမြိုင်ဆိုသူကမိုးကြိုးလောင်းကိုတစိမ့်စိမ့်ကြည့်ရှုရင်းနဲ့လက်စေးတန်းကြီးဟာတေသူရဲ့ကိုဖောက်ဝင်သွားတာပဲကွာဟော်ရီမသားရဲ့ကိုရဲပါမိုးကြိုးသားရှိရမယ်မိုးကြိုးသားအစ်စ်သားရရင်တို့အတွက်ပွဲပြက်ပြီကွာအဲ့လိုကဆရာမြိုင်ကိုလက်ကုပ်ပြီးနားမှာရှက်နေတဲ့တာကြီးကိုမင်းခေါ်ပြတယ်ဆရာမြိုင်ဟာဒီတော့မှစကားကိုရှိန်သက်ပြီးတကြီးရှိရာပြန်လျှောက်သွားပါတယ်ဒီမဲ့တကြီးမိုးကြိုးလောင်းကိုကျုပ်လိုချင်တယ်ရွှေတပိတ်သာပြီးမယ်ဗျာကျုပ်ကိုရောက်ပါကျုပ်တသက်မှာအလောင်းကိုရွှေပေးပြီးဝယ်တာဒီတစ်ခါပဲကြုံမှုသေးတယ်ဒါပေမဲ့စိတ်မကောင်းပါဘူးဗျာကျုပ်အနေနဲ့မိုးကြိုးလောင်းကိုရွှေတပိတ်သာမပြောနဲ့ပြည်တံပတံများကြီးနဲ့လဲမဲ့ဆိုရင်တော့မလဲနိုင်ပါဘူးခင်ဗျားတို့ပြန်ကြပါတော့ဒီမှာတကြီးခေါင်းမာမနေနဲ့နော်ဂမ်ဘီယာဆရာမြိုင်စရဲကျုပ်ကလိုချင်တာကိုရအောင်ယူတတ်တယ်အလောင်းတစ်ခုကြောင့်စစ်မဖက်ချင်ဘူးခမ ्या ကိုကျုပ်အချိန်ပေးမယ်သိချစဉ်းစားပါကျုပ်တို့ဖွဲ့ပြီးရွာပြင်မှာစခန်းချနေမယ်ခမ ्या ခေါင်းအေးထားပြီးစဉ်းစားစမ်းအဲ့လိုပြောပြီးမြင်းဘော်ကိုလွှာကနေပြန်ခေါ်တက်လိုက်ပါတယ်ဂမ်ဘီယာဆရာမြိုင်တို့ဖွဲ့ရမြင်းဆက်ကျိုးကိုအပြင်းနေပြီးပြန်လဲထွက်ခွာသွားကြပါတယ်တတိဘိုးချင်းမြိုင်တယောက်လေးပူတစ်ချက်မှုတ်ထုတ်ရင်စိတ်ပြတ်ပြီးကျန်းရစ်ခဲ့တယ်ရွာစုံရှိတောင်ဒီကုန်းပေါ်ဒေါ်ဦးစာတရတက်လုံးအိမ်လေးရဲ့အတွင်းမှာငိမ့်သက်စွာထိုင်းနေပါတယ်။တမရဲ့ရှေ့မှာအနက်ရောင်ကတိပါစာအုပ်လှမ်းထားတဲ့စပွဲတစ်လုံးစပွဲပေါ်မှာတော့အနီရောင်ဖျောင်းတိုင်တစ်တိုင်ကိုထုံးကြည့်ထားတယ်။ဖျောင်းတိုင်ရဲ့နှစ်ဘေးမှာတော့အနီရောင်ဆေးပြည့်ပြည့်ရည်ထည့်ထားတဲ့ခွက်တစ်ခုဒေါ်ဦးစာဟာအနက်ရောင်ပဝါတတဲကိုခြုံနှံပြီးဖန်လုံးကိုကိုင်းမြောက်လိုက်ပါတယ်။ပြီးတော့မျက်လုံးကိုစုံမိပြီးနှုတ်ကတထွတ်ထွတ်ရွတ်ဆိုလိုက်တယ်။ဒေါ်ဦးစာရဲ့တကူလုံးနှဝင့်တဲ့တယောက်လိုရိမ့်ထိုးလှုပ်ရှားနေပါတယ်။အတန်းကြောင်ရေးဆိုပြီးမှသူဟာစပွဲပေါ်ကတစ်တာလေးတစ်လုံးကိုဖွင့်လိုက်တယ်။မိကိုငွေလိုအခိုးငွေတန်းနေတစ်တာလေးတွေကလေလှိုက်တက်လာတယ်။ငါဟောဒီရွာမှာအသက်ရှည်ဆုံးလူသားတစ်ယောက်ဖြစ်တယ်။ငါဘာကြောင့်အသက်ရှင်ရတယ်လဲ။ငါရဲ့မရဏလွန်စေးလို့ခေါ်တဲ့စေးဆွမ်းကြောင့်ဖြစ်ခဲ့တယ်။ငါဒီစေးကိုအောင်မြင်စွာဖော်ဆက်ပြီးအသက်100ကျော်နေထိုင်နိုင်ခဲ့တယ်။ဒါပေမဲ့စေးရဲ့ဆွမ်းကတစ်သက်မှာတစ်ချိန်သာဖော်ဆက်လို့ရတယ်။တစ်ချိန်ပဲအသုံးပြုလို့ရတယ်။မကြခင်မှာစေးဆွမ်းနေပျောက်ပြတော့မယ်။လောကပါလာနမင်းကြီးရဲ့စောင့်ရှောက်မှုကြောင့်ငါဟာမကြခင်မှာမိုးချိုးလောင်းကိုရရှိတော့မယ်။မိုးချိုးရောင်ကြီးမှာတဘာဝရဲ့ဒူးကြားတဲ့စွမ်းရင်တက်တည်ရှိနေတယ်။မိုးချိုးလောင်းကိုအသုံးပြုပြီးငါအတွက်ထာဝရမသိစေကိုဖော်ဆက်ရမယ်။ဒီကမှာငါဟာဟောဒီရွာတင်သမကကမ္ဘာလောကကြီးရဲ့ထာဝရရှင်သန်သောလူသားဖြစ်လိမ့်မယ်။ငါဘယ်တော့မှမသေးဆုံးနိုင်တော့ဘူး။ဒေါ်ဆိုင်ဟာတိုင်ရီမောတန်ကြီးကတောင်ဒီကုန်းတစ်ခုလုံးဟိမ့်ထွက်သွားပါတယ်။ရီမောတန်ကြီးရဲ့ဆွမ်းမှာတော့ဆွဲငင်စွာဦးလိုက်တဲ့ခွေးယူတန်ကြီးကအဆက်မပြတ်ထွက်လာတယ်
အရက်လေးမျက်နှာကလေပြင်းတွေတဝဝတိုက်ခတ်လာတယ်ပတင်းမောက်စီကတွန်းဝင်လာတဲ့လေပြင်းတွေကြောင့်ဖျောင်းတိုင်ပြီးဖြက်ကနေငိမ့်သွားပါတယ်ဒေါ်စားဟာသူမရဲ့ဆေးဖြောင်းနိုင်ကြီးမိငိမ့်သွားခြင်းကြောင့်မျက်နှာကွက်ကနေဖြတ်သွားတယ်ဒီအချိန်မှာပဲသူမရဲ့ကံကြမ္မာဖက်ဖန်လုံးလေးဟာလင်းကနေလက်သွားပြီးအနီရောင်လွှမ်းမိုးသွားပါတယ်ကံကြမ္မာဖက်ဖန်လုံးလေးကအနီရောင်လွှမ်းမိုးနေပါလားဒါမကောင်းတဲ့နမိတ်ပဲဒေါ်စားဖန်လုံးလေးကိုစူးစိုက်ကြည့်ပြီးထိတ်တန့်ရှည်ယူလိုက်ပါတယ်သူမရဲ့တက်လုံးအိမ်အမိုးပေါ်အုံဖွဲ့နားခုနေတဲ့ကြီးနဲ့တည်းရဲ့ဆွဆွဝါဝါထိုးဝါတန်ကခွေးဥတန်တွေကိုဖုံးလွှမ်းသွားပါတယ်ရွာကွင်းပြည်တနေရကံပီယာဆီယမြိုင်တို့လူစုဟာအဆက်မပြတ်ထွက်ပေါ်နေတဲ့ခွေးဥတန်ကြောင့်ကြောစိတ်တယ်လို့ခံစားနေရတယ်ဆရာကြီးအချင်းရတကောင်ချင်းရောက်နေပြီဗျာဆက်သားကြဖို့ကိုမစားပါနဲ့ဟာတကောင်ချင်းနဲ့ဆက်သားကြဘာဆိုင်လဲကွာဘာလဲခွေးဥတန်ကြောင့်လို့မင်းကြောချက်နေပြီလားကျုပ်တို့စခန်းချတဲ့နေရာမိုးကြိုပြစ်ခင်ရလို့လူတည်ခဲ့တဲ့နေရာကြီးဒီနေရာအစိမ့်ဒီနေရာကြီးဗျာဒီနေရာမှာဆရာကြီးကအသားစိမ့်စားနေရဆိုတော့မင်းကငါတပိတ်လို့ပြီးတွေးကြောင်နေတယ်ငါနေတကလည်းပြီးတော့ဂမ်ဘီယာပြည်ညာရက်တွေကိုရှာပိတ်လိုက်စားခဲ့တဲ့လူပါကွာဒီလိုလေကွင်းမပြောနဲ့တင်းချိုင်းမိမှာတော့လာနေချီပြီးကျင့်စဉ်နေကျင့်ခဲ့ရတာလောကမှာနာနာဘဝဆိုတာမရှိဘူးငါကောင်မင်းကြောက်ရင်စောင့်ကြုံပြီးတော့အိတ်လိုက်တော့ငါတော့မိုးကြိုးသွားရှားဖို့ရင်ညံနီညံနဲ့ထုတ်ရအောင်မဟေးဒီခါမှကြံတယောက်ကနေမိုးကြိုးသွားဆိုမှတတိရတယ်တကြီးကိုရွှေတပိတ်တာတောင်ပေးမယ်ဆိုတော့အများလို့မို့လားဆရာကြီးလိုချင်တဲ့အရာဆိုတပြားမှမကုန်ဘဲနဲ့အမြဲရယူခဲ့တဲ့ဟောင်းမင်းတို့ငါတပိတ်လို့ပြီးတိတ်ညံတယ်ဆရာမြန်ရဲ့ရာဇဝင်မှာလိုချင်တာကိုရအောင်ယူတယ်ပြီးရင်ဇလန်းတွေအားလုံးအပြတ်ရှင်းပစ်တာကြီးပဲကွာဒီတကြီးကဦးကြောင်ကြတကြီးပါကွာငါရွှေနဲ့လဲမဲဆိုတော့တင်းရမလုပ်ဘူးငါအတွက်မိုးကြိုးအလောင်းဟာတန်ဖိုးမဖြတ်နိုင်ပေမဲ့ဒင်းတို့အတွက်ကမတာကောင်ကြီးပဲမိုးကြိုးလောင်းကိုရအောင်ယူမယ်ပြီးရင်ထုံးစံတိုင်းတရွာလုံးကိုမီးမြိုက်ပြစ်ရမယ်ကွာတိတ်ကြီးကောင်းတဲ့ပွဲပဲအဲ့ဒီချိန်မှာကြောက်တတ်တဲ့တပည့်ကနေဆရာကြီးဟိုရုပ်ပြက်နာမှာမဲမဲအရာကြီးတွေ့ရတယ်ဆရာမင်းနဲ့ကျန်လူတွေရောအဲ့ဒီလိုညွန်ပြရာကိုလှမ်းကြည့်နေတယ်ဘာမှမရှိပါဘူးကွာမင်းစိတ်ကတိတ်ကြောက်နေလို့နေမှာပါအိတ်လိုက်တော့တပည့်ကြီးဟာဟိုမှာလှုပ်နေပြီဆရာကြီးကျုပ်တို့တစိတ်6ခန့်နေရပြီထင်တယ်ကဲမင်းတို့နေရသွားကြည့်လိုက်စမ်းဘာမှမဟုတ်ဘူးလို့ပြောလဲမရအောင်ငါတို့အမြင်မှာတော့ရိုးပြက်ကြီးပဲရှိတယ်တပည့်ညောင်ဟာကြောက်တတ်တဲ့လူကိုမကြည်မနှက်ကြည့်ရင်အဲ့နေရထားသွားတယ်ဆရာမြိုင်ကတော့ဆက်သားเจ้าကိုဆက်ပြီးကြိုက်ဝါနေပါတယ်အတန်ကြာတဲ့အခါရိုးပြက်ကြီးကနေအာကနေငယ်တန်ပေါင်အော်လိုက်တဲ့အတန်နဲ့ကြီးကိုကြားလိုက်ရှာပါတယ်တကြီးကတော့တော်တော်ကြီးတယောက်အိမ်နေရာကနေဆူဆူဝါအော်ဟစ်လိုက်ပါတယ်မိမဖြစ်သူရဲ့အော်တန်ကြောင့်တကြီးပိုးချင်းမယ်ဟာလန်လို့သွားပြီးတော့မတော်ဘာဖြစ်တာလဲထဟာအလောင်းမေးအသက်ရှိတယ်ကျုပ်တို့အိမ်ထဲမှာရှောက်သွားနေတယ်ပြီးတော့ကျုပ်အချောက်လှမ်းထားတဲ့အသားစိမ်းတွေကြီးထိုင်ပြီးတော့အားရပါရစားတောင်းနေတယ်ဒီလောင်းကြီးကအသက်ရှိတယ်တော့ဒါကြီးအိမ်မှာရှိနေတာကျုပ်မတတိတော့တင်ကြိုင်ကိုပို့လိုက်ပါတော့ဟာနေစိတ်တွေတိတ်ထုတ်ချနေပြီမတော့အလောင်းကိုတင်ကြိုင်ပို့ဖို့ကမဖြစ်နိုင်ဘူးနှစ်ရက်ပြည့်အလောင်းဒေါ်ဦးစားလက်ထဲငါထည့်ပေးရမှာသွေးတွေချောက်ချပြီးအိမ်မက်မက်တာပါမတော့ရင်ပြန်အိတ်တော့နော်အလောင်းကြီးအိမ်မှာရှိရင်ကျုပ်မနေဘူးဒေါ်ဦးစားကိုအမြန်ဆုံးပေးလိုက်ပါမဟုတ်လို့ကတော့ကျုပ်အိမ်ကဆင်းမဲ့တာပဲမိမဖြစ်သူရဲ့စကားကြောင့်တကြီးပိုးချင်းမြင်ဟာအကြီးကျယ်စိတ်ညစ်သွားရတယ်ဒီချိန်မှာပဲဘိုးချက်ရောက်လာပြီးတော့ဘိုးချိုးလောင်းကိုဒေါ်ဦးစားပေးကြမလို့ရွှေတပိတ်သားနဲ့ပေးဝယ်တဲ့သူတွေကိုပဲရောင်းမယ်ရွှေတပိတ်သားရရင်ကျုပ်မြို့တက်ပြီးတထေးလို့ရတယ်ဗျာအဖဘာသိလို့လဲဟေ့အောင်ဘိုးချက်မင်းလူကြီးရဲ့ကိစ္စဝင်ပါစမ်းနဲ့ဒေါ်ဦးစားဆိုတော့ငါတို့အဘိုးလက်ထက်ကတည်းကဆရာသမားတယောက်တို့ကိုးဝယ်ခဲ့တဲ့လူကွာဒေါ်ဦးစားမြန်မာစေးဖော်ဆက်ရမှာတပတ်ကန်းကကျွမ်းနေတယ်လို့အစီရင်နီးတွေလည်းပေါင်ပြောက်တဲ့လူတယောက်ဖြစ်တယ်ဒေါ်ဦးစားဆန်တော်လွန်ဆန်းပြီးငွေမျက်နှာကြည့်လို့မရဘူးမိုးချိုးအလောင်းရဲ့ပိုင်ရှင်ဟာဒေါ်ဦးစားပဲကွာမိထသွားစမ်းဘိုးကျအဖခင်ကိုမကြည်မနှဲကြည့်ပြီးတောက်တစ်ချက်ခောက်လိုက်ပါတယ်ပြီးတော့လက်သီးကိုကျင့်နေအောင်ဆိုရင်ခြာကန်နဲ့လက်ထွက်သွားတယ်ဘိုးကျရဲ့ခြေလမ်းတွေကရွာပြင်းလေခွင်းရှိရာဥတီလိုက်ပါတယ်ဘိန်းတော်ဆရာပြိုတယောက်မိုးချိုးလောင်းနဲ့ပတ်သက်ပြီးစဉ်းစားကန်းဝင်နေချိန်ဘယ်လိုလဲစီးဆရာကြီးအလောင်းကိုမယူသေးဘူးလားနောက်လည်းကြည့်လိုက်တော့မောင်ရီထဲရက်နေတဲ့နေရောင်ဝတ်စုံတဲ့လူကိုတွေ့လိုက်ရတယ်မောင်ရင်ဘလို့လို့ပြီးကျုပ်အိမ်ထဲရောက်လာတယ်လေအိမ်တကားတွေကျုပ်ပိတ်ထားတာမောင်ရင်လူမဟုတ်ရဲ့လားဆရာပြည့်ရဲ့စကားကြောင့်လူငယ်ရတဖြည်းဖြည်းခေါင်းမော်လာတယ်
ကျုပ်လူစစ်ပါဆရာပြူကျုပ်ရဲ့ကိစ္စကိုခမရကူညီမရမယ်မိုးချိုးလောင်းကကျုပ်တဲ့တိတ်အရေးကြီးတယ်ခမရရှောင်းရှိပေးပါဆရာပြူကခုံလွတ်တစ်ခုကိုညွှန်ပြရင်းနဲ့ထိုင်မောင်ရင်အေးစစ်စစ်ပြကြတာပေါ့မောင်ရဲ့ကိစ္စကိုအဆအဆုံးပြပြပါကျုပ်စဉ်းစားမယ်ကူညီတဲ့ကူညီပေးမယ်ကျုပ်နဲ့မင်းဆန်လို့ခေါ်တယ်ကျုပ်တို့မှာညီကို2ယောက်ရှိတယ်ကျုပ်ရဲ့အမေကအိယာတဲ့လဲနေရနှစ်ပေါင်းမနှဲခဲ့ဘူးတကယ်တော့ဒီကိစ္စတွေအားလုံးဟာအမေကြောင့်ဖြစ်ခဲ့ရတာပဲမောင်မေးဆန်ရဲ့မေကဘာကြောင့်အိယာတဲ့လဲနေရလဲကျုပ်မေကထက်လန်းဆရာတယောက်ရဲ့ချိန်စာပေးခြင်းခံရတဲ့လူတစ်ယောက်ပါကျုပ်တို့ဘဝတစ်ချိန်ကတီဘောရှင်ထံမှာအခါစားဝင်ရတဲ့အမတ်ကြီးတယောက်ဖြစ်ခဲ့တယ်အရှင်နှစ်ပါးပါတော်မူပြီးချိန်မှာအဖိုးဟာရှင်နာဘုံရွှေမျိုးတော်ကြီးကိုစွန့်ခွာပြီးအောက်ပြည်အောက်ရွာမှာစမ်းမြုပ်နေဖို့ကြိုးစားခဲ့တယ်အောက်ပြည်ဘက်ကိုဆင်းခဲ့ရင်လမ်းမှာလမ်းဓမြတွေနဲ့ရင်ဆိုင်ခဲ့ရတယ်လမ်းဓမြတွေကြောင့်ကျုပ်ရဲ့အဖွားတိတ်ဆုံးခဲ့ရတယ်အဖိုးကကျုပ်မေကိုလက်ဆွဲပြီးလမ်းဓမြတွေလက်ကနေထွက်ပြေးခဲ့ရတယ်အဖိုးရဲ့လက်ထဲမှာသူတစ်သက်လုံးစုဆောင်ခဲ့တဲ့ရေနာတုတ်ကြီးပါနေတယ်အဲ့ဒီရေနာတုတ်ထဲမှာတန်ဖိုးအရှိဆုံးကတော့ဒီဘောရှင်ချီးမြှင့်မြောက်စားခဲ့တဲ့စိန်ပွင့်ကြီးတစ်ပွင့်နဲ့ပါခဲ့တယ်အဖိုးကပြေးလွှားရင်အဲ့ဒီရေနာတုတ်ကိုတနေရာမှာလှုပ်ဝက်ဖွက်ထားခဲ့တယ်ပြီးတော့ရန်ကုန်မြို့ကိုသွားပြီးတာမန်လူတစ်ယောက်အနေနဲ့ဆက်မြောက်နေထိုင်နေအဲ့ဒီမှာပဲကျုပ်ဖိုးရဲ့ဘဝကိုကျမစိုးကြီးတန်းရောက်ခဲ့ရတာပါပဲဆရာမျိုးကမင်းဆိုင်ရဲ့စကားကိုစိတ်ဝင်စားနားထောင်နေရကနေမောင်ရင်အဖိုးနဲ့မိုးချိုးလောင်းနေရဘလို့များဆက်ဆက်မှုရှိနေလို့လေကျုပ်စိတ်ဝင်စားတယ်ဆက်ပြောပါမောင်မင်းဆန်ကျုပ်ဘိုးကနန်းတွင်းမှာမှုတန်းစင်ကအင်မတန်ချစ်ခင်တဲ့တငယ်ချင်းအမတ်ကြီးတူရှိခဲ့တယ်။အဲဒီမတ်ကြီးကဂမ်ဘီယာပညာရပ်တွေမှာဝါသနာထောင်တယ်။အဖိုးကရန်ကုန်မြို့မှာစမ်းမြုံနေထိုင်နေတငယ်ချင်းမတ်ကြီးနဲ့ပြန်ဆုံခဲ့တယ်။ပြန်ဆုံပြီးတိတ်မကြခင်မှာပဲတငယ်ချင်းမတ်ကြီးကအဖိုးကိုတီဘောရှင်ချီးမြှင့်ခဲ့တဲ့စိန်ပွင့်ကြီးကြီးကျင်ကြောင်ပြောတယ်။အဖိုးကသူ့မှာမရှိကြောင်းညင်းဆိုပေမဲ့အမတ်ကြီးကယုံကြည်မှုမရှိခဲ့ဘူး။အမတ်ကြီးဟာတီဘောရှင်ချီးမြှင့်ခဲ့တဲ့စိန်ပွင့်ကြီးကိုလူချင်းရမက်ပြင်းပြစွာဖြစ်ပြီးတော့အဖိုးကိုချိန်စာလိုက်ခဲ့တယ်။အမတ်ကြီးချိန်စာတိုက်ပြီးတိတ်မကြခင်မှာအဖိုးဟာကောက်ကငင်ကကြီးတိတ်ဆုံးခဲ့ရတယ်။အဖိုးမတိတ်ဆုံးခင်မှာကျုပ်မေကိုခေါ်ပြီးမြေပုံလိတ်လေးတစ်ခုပေးရခဲ့တယ်။အဖိုးတိတ်ဆုံးပြီးမကြခင်အဖိုးရဲ့တငယ်ချင်းအမတ်ကြီးဟာကျုပ်မေစီကိုရောက်လာတယ်။စိန်ဝင်ကြီးကိုသူ့လက်မအရင်တစ်သက်လုံးအိယာတွေကမထနိုင်အောင်လှုပ်ပစ်မယ်လို့ချိန်ချောက်ခဲ့တယ်။အမေကစိန်ဝင်ကြီးကိုသူမသိရှိကြောင်းသူ့လက်မှာလည်းမရှိကြောင်းပြောပေမဲ့အမတ်ကြီးကလက်မခံခဲ့ဘူး။အဲဒီနောက်မှာတော့ကျုပ်မေကအမတ်ကြီးရဲ့စကားစူးရလာတော့မသိဘူး။အမျိုးသမီးယောဂနဲ့အိယာတဲ့လဲခဲ့ရတယ်။အမတ်ကြီးကလည်းချိန်ချိန်ရောက်လာပြီးတော့စိန်ဝင်ကြီးကိုတောင်းခဲ့တယ်။အမေကလည်းချိန်ချိန်ချင်းဆိုခဲ့တယ်။နောက်ဆုံးမှာတော့အမေဟာကျုပ်တို့ညီကို2ယောက်ကိုစိန်ဝင်ကြီးနဲ့ပတ်သက်တဲ့ကြောင်းဖွင့်ပြောပြတယ်။ကျုပ်ရဲ့ကိုမေဟန်ကအမေကိုတိတ်ချစ်တဲ့သားလိုက်မှတစ်ယောက်ပါ။အကူအကြောင်းစုံကိုသိတဲ့ကလူအသက်လောက်ဘာမှရေးမကြည့်ဘူး။အမေသာဒီယောဂပြောင်းမယ်ဆိုရင်ကျုပ်အဖိုးရဲ့ရင်တော်ကိုတူးဖော်ပြီးအမတ်ကြီးကိုစိန်ပွင့်ပေးလိုက်မယ်လို့ပြောခဲ့တယ်။အမေကအမျိုးမျိုးတားဆီးပေမဲ့ကျုပ်ရဲ့ကိုကရင်နာရှိရဲ့နေရာမပြောရင်သူ့ကိုယ်သူတတ်သိပြစ်မယ်လို့ပြောလိုက်တယ်။အကူရဲ့စိတ်ဓာတ်ကိုသိတဲ့မေဟာဘလို့မှမငြင်းဆန်နိုင်တော့ပဲအဖိုးပေးခဲ့တဲ့ရင်နာမြေပုံကိုထုတ်ပေးခဲ့တယ်။အကူမရဲ့ကကျုံနဲ့တိုင်ပင်ပြီးတော့2ယောက်တူရင်နာရှာဖို့ထွက်ခဲ့ကြတယ်။ဒါဆိုအခုမောင်မင်းဆိုင်ရဲ့ကိုကဘယ်မှာလဲ။ရင်နာရီကိုရောပြန်တွေ့ပြီလား။ကျုံနဲ့ကိုမင်းရဲ့ကမြေပုံလမ်းကျော်တိုင်းတမျိုးဝင်တမျိုးထွက်နဲ့ခီးဆန့်ခဲ့ကြတယ်။နောက်ဆုံးမှာတော့ကျုပ်တို့2ယောက်ဟာမိုးတဲထန်တဲ့ညတညမှာရတနာမြုပ်နှံထားတဲ့ရွာကိုရောက်ခဲ့တယ်။ရွာဆက်လေကွင်းဖြတ်မှာတော့ကိုကပိုးထိပ်ပြီးလဲကျသွားရတယ်။ကျုံနဲ့မိုးရီစက်တွေကြားမှာစမ်းတဝဝနဲ့ရွာလေးပြေးဝင်ခဲ့တယ်။ချန်ချန်ရှိရောက်တော့ဘိန်းတော်ဆရာပြူဆိုတဲ့ဘုတ်ပြားကိုတွေ့ရတယ်။ကျုပ်ခမ ्या ရဲ့ခြံထဲပြေးဝင်ပြီးတော့ကျုပ်ကိုရဲ့တက်ကိုခဲ့ဖို့ခမ ्या ကိုပြောနေစင်မှာပဲလျက်စီးတန်းကြီးနဲ့တူမိုးချိုးပစ်တာကြုံလိုက်ရတယ်။ဒါကြောင့်ကျုပ်ဟာအကိုအတွက်စိတ်ပူသွားပြီးခမ ्या အိမ်ကနေအမြန်ဆုံးပြန်ထွက်သွားခဲ့ရတာပဲ။ဒါဆိုမောင်ရင်ကိုဟာမိုးချိုးပစ်ခံလိုက်ရတာပေါ့။ကြားရတာကြိုးပြစိတ်မကောင်းလိုက်တာလောကမှာကံကြမ္မာဆိုတော့ရှောင်လွဲလို့မရနိုင်ဘူး။သူ့မှာဒီလိုသေဆုံးရဖို့အထောက်အပံ့တွေလိုပဲယူဆရမှာပဲ။ဒါကြောင့်မောင်ရင်ကမိုးချိုးလောင်းကိုလိုချင်နေရဘူး။ဟုတ်ပါလေ။ကျုပ်ကအမေကိုကျင်းစာစိုးကြီးတွေကနေလွတ်မြောက်ဖို့အတွက်အသက်ပါရှင်းလိုက်ရတယ်။အခုရဲ့ဆန်တော့ကျုပ်ဖြည့်ဆွဲပေးရမယ်။ပြီးတော့ကျုပ်အကိုရဲ့လောင်းကိုကျုပ်ကိုယ်တိုင်မြေမြုပ်ခွင့်ရချင်တယ်။ဘိန်းတော်ဆရာပြောကတစုံတစ်ခုကိုတတိယဟန်နဲ့အိတ်ခမ်းထဲကိုဝင်သွားတယ်။ပြန်ထွက်လာတဲ့ကမင်းဆန်နာကိုရှောက်သွားပြီးရော
ဟောဒီဆောင်ရွက်လေးလေးဟာမောင်ရင်တို့ရဲ့ရင်နာမျိုးကိုဆောင်ရွက်လေးမလားမင်းဆန်ကဆောင်ရွက်လေးလေးကိုလင်းမြန်ဆွဲယူဖြန့်ကြည့်လိုက်ရင်းနဲ့ဟုတ်တယ်ဒါကျုပ်တို့မျိုးကိုဆောင်ရွက်လေးပဲခမရလက်ထဲဘယ်လိုရောက်နေရလဲဘိုးချိုးပြစ်ပြီးနောက်မနက်မှာပဲကျုပ်အနေရအောင်ရောက်ခဲ့တယ်လယ်ခွင်းရဲ့တနေရာကဆောင်ရွက်လေးလေးကိုကျုပ်ရှာခဲ့တာပဲဆရာပြင်းရဲ့စကားကြောင့်မင်းဆန်ဟာမြေပုံဆောင်ရွက်ကိုဖြန့်ကြည့်ရင်းနဲ့မြေပုံရဲ့ညိုးရဆိုရင်ရေတနာတွေမြုပ်ခဲ့တာဒီရွာမှာပဲဒါပေမဲ့မြေပုံမှာတောင်ကုန်းတစ်ခုကိုပဲဖော်ပြထားတယ်နေရာတိကျမသိနိုင်ဘူးဆရာပြိုကမြေပုံဆောင်ရွက်လေးကိုစူးစိုက်ကြည့်နေဟာအဲ့ဒီတောင်ကိုကျုပ်သိတယ်ဒါပေမဲ့အဲ့ဒီနေရာဟာမောင်ရင်သွားဖို့ဘလို့မှမဖြစ်နိုင်ဘူးဘာလို့ဖြစ်နိုင်တာလဲဗျအဲ့ဒီနေရာမှာတာရဲတရိတ်ဆန်တွေရှိနေလို့လားတာရဲတရိတ်ဆန်တဲ့စိုးတာပေါ့မောင်ရင်အဲ့ဒီနေရာမှာစုံးကဝေလို့အစွမ်းထက်တဲ့လူတစ်ယောက်ဟာနှစ်ပေါင်းရာနဲ့ချီအောင်ကြီးစိုးထားတယ်သူ့နာမည်ကဒေါ်အိုစားတဲ့မြေခွာတဲ့ကြားလိုက်ရုံနဲ့တကြီးဘိုးချစ်မြန်ရဲ့ကောင်းတဲ့အန်တီရဲ့ချက်ပေးတဲ့နေညံစီသွားပါတယ်ဒေါ်အိုစားပြောတယ်လို့အန်တီရဲ့ဆိုတော့ငါစီဆိုင်ဆိုင်မြမြိုင်ရောက်လာပြန်ပြီဒီလူတွေရွာအမြန်ဆုံးပြန်ဖို့ပဲဆူတောင်းရတော့မယ်မြေသမားတွေကတကြီးရဲ့ချက်ပိုင်းလေးကိုရောက်လာပြီးရောဘလို့လဲတကြီးကျုပ်ရဲ့ကံလန်းမှုကိုလက်ခံမယ်မလားကျုပ်ကတော့ဆုံးဖြတ်ချက်ကိုပြင်မှာမဟုတ်ဘူးဘိုးချိုးလောင်းကိုလုံးဝပေးနိုင်ဘူးဘိုးချီမြိုင်စကားကြောင့်ကံပီးရဆရာမြိုင်ဟာမြင်းပေါ်ကခေါင်းဆင်းလိုက်ရင်ဘာကြောင့်ခေါင်းမတယ်လဲတကြီးဘိုးချိုးလောင်းကခမည်းတော်ဘာမှအသုံးမဝင်ပါဘူးဗျာရွှေတပိတ်သာဆိုတာခမည်းကြီးတတိဖြစ်သွားမှာဗျာကျုံနောက်ဆုံးတတိပေးမယ်မနေ့ပြန်မနေ့မှကျုံမိုးချိုးလောင်းကိုလိုချင်တယ်မဟုတ်လို့ကတော့ခမည်းတော်တရွာလုံးအရှင်လက်လက်မေးတချို့ပြီးသားဖြစ်သွားနိုင်မယ်တေချာစဉ်းစားပါပြီးတော့မြင်းမကိုလွှားကနေကုန်တက်ပြီးအရှင်ပြင်းစွာနဲ့မောင်းနေသွားကြပါတယ်မြေသမားတွေပြန်ထွက်သွားတဲ့အခါရွာသားတချို့တကြီးစီကိုရောက်လာတယ်ရွာသားတစ်ယောက်ကလက်သီးလက်မောင်းတန်းရင်းနဲ့ဒါကျုပ်တို့ရွာကိုတက်တက်မဲ့စော်ကားနေတာဗျာအိုးဘော်စုရွာသားတွေဘလောက်သွေးနေတယ်လဲပြမှာဖြစ်တော့မယ်ဒီလူတွေကိုကျုပ်တို့သွားချမယ်တကြီးကကြောင်ရုပ်တရုပ်လိုငြိမ်သက်နေရကနေကျုပ်တို့အိုးဘော်စုရွာလေးဟာတရွာလုံးအေးချမ်းစွာနေထိုင်ခဲ့ကြတယ်တို့ရွာသားတွေဆိုတာကလည်းရိုးသားစွာတောင်ရလုံးကိုလောက်ကင်စားတော့ရသူတွေဖြစ်တယ်ကျုပ်တို့ရဲ့အေးချမ်းတာယာမှုလေးဟာမိုးချိုးလောင်းကြောင့်ပူလောင်မှုတွေဖြစ်တော့မယ်ကျုပ်အနေနဲ့ကလည်းမိုးချိုးလောင်းကိုဒေါ်ဦးစားလက်ထဲပါမယ်လို့ကတိပြုထားပြီးပြီဒါကြောင့်ကျုပ်တို့ရွာရဲ့အစင်လာမဟုတ်တဲ့လူကိုလှုပ်ရတော့မယ်ရွာရဲ့လုံခြုံရေးကိုအထူးဂရုစိုက်ရမယ်မနေ့ပြန်ဆိုဒေါ်ဦးစားကိုကတိပေးထားတဲ့နေရာဖြစ်ပြီးမိုးချိုးလောင်းဟာဒေါ်ဦးစားလက်ထဲရောက်တာနဲ့ကံပီးရဆရာမြိုင်တို့လူစုရဲ့အန်တီကိုကျုပ်တို့ရင်ဆိုင်ရလိမ့်မယ်ယူသားဖြူစင်တဲ့အိုးဘိုစုရွာသားတွေရဲ့လက်မှာသွေးစွန်းထင်းရမယ့်ရည်တွေဖြစ်တော်မှာပါလားလူအုပ်ထဲကဘိုးကြီးတယောက်ကဒေါ်ဦးစားဆိုတော့ငါတို့တရွာလုံးနတ်ဖျားလို့ကိုးကွယ်ခဲ့တဲ့မေတော်ကြီးတယောက်ပါမိုးချိုးလောင်သူ့အိမ်မှာရှိမှန်းသိရင်မြင်းသမားဖွဲ့ရသွားပြီးရန်ရှာနိုင်တယ်ငါတို့ဒေါ်ဦးစားရဲ့လုံခြုံရေးကိုလှုပ်ပေးရမယ်ပို့ချစ်မြိုင်ဘိုးလေးများပြောတာမှန်တယ်ဒါပေမဲ့ဒေါ်ဦးစားဟာစိတ်ဆွမ်းရှင်တယောက်ပဲကျုပ်တို့လုံခြုံရေးလုပ်ပြီးလဲသူလက်ခံမယ်မထင်ဘူး။ဘာဖြစ်ကံပီးရဆရာမြိုင်ဆိုရဲသူဟာကျုပ်ကိုချင်းချောင်းစကားပြောသွားပြီးပြီ။ရွာရဲ့လုံခြုံရေးကိုအဓိကဂရုစိုက်ရမယ်ဒါပါပဲ။အဲ့လိုပြောပြီးစိတ်မသက်သာနဲ့လှည့်ထွက်သွားပါတယ်။ရွာသားအလုံးရဲ့ရင်ထဲမှာတော့မိုးချိုးအလောင်းနဲ့ပတ်သက်ပြီးစိုးရိမ်စိတ်တွေကြီးမားနေကြပြီ။နေဝင်ကြီးတယောက်ချင်းအမလီတရေကဲကြပါအောင်တော့ငဲသားမောင်အွန်လိုင်းတဲ့တန်ဆိုးကြောင့်တကြီးပို့ချင်မြန်ကောင်းတပန်ကြီးသွားတယ်။အတန်းကသူ့ခြံဝိုင်းတွေကအပေါ်တန်းနဲ့နောက်ပေးပတင်းပေါက်ကလှမ်းကြည့်တော့သူ့မျက်လုံးတွေပြောင်းဝေးသွားရတယ်။ဟာအိမ်သာရှိမှမတ်တုတ်လဲနေပြီလောက်ကြပါအောင်ဟာငါဘိမတီးပြီလားမသိဘူး။တကြီးရဲ့အော်တန်ကြောင့်တာအီတို့အပြေးလွှာရောက်လာတယ်။တာအီတို့လူစုဟာအိမ်သာရှိလဲနေတဲ့တကြီးကတော်ကိုမချီပြီးကုတ်ပြစ်ပေါ်တင်းလိုက်တယ်။မတုတ်တတိဟာဆန်းအမင်းတို့ရက်မနေနဲ့လေစီးစအမြန်သွားမင်း။တကြီးရဲ့စိတ်ခိုင်းမှုကြောင့်တာအီထွက်သွားချိန်မှာတော့တကြီးရင်ကိုရွာသားတွေစုပြုံရောက်လာကြတယ်။တကြီးကတော့ဘာဖြစ်တာလဲအတန်ကြောင့်လို့ကျုပ်တို့ပြေးလာတာအသက်မရှိသေးရလားဗျာဟေ့မင်းမစပိတ်ထားစမ်းနမိတ်မရှိနမမရှိငါမိမတတိပေးနေတာမတုတ်တတိရပါတော့မိမရှင်လက်မြချင်းမြရှိတဲ့မိမကြီးတယောက်ကရေပုံးဆွဲပြေးလာပြီးတကြီးကတော်ရဲ့ပေါ်ဘာကနေလောင်းချလိုက်ပါတယ်ဘာလို့တာလဲကွာကျန်တော့နင်ငါမိမကိုရေမိုးမိသိအောင်လှုပ်နေရလားဟာရေမိုးအောင်လှုပ်တာမဟုတ်ဘူးတတိမေးနေတဲ့လူကိုရှေ့လောင်းပြီးရင်တတိပြန်လေလာတယ်လို့ကြောက်ကြားဖို့တယ်ဒါကြောင့်စေနာနဲ့လောင်းပြီးတာမစော်ကားနေတော့အဲ့ဒီမှာပဲတကြီးကတော့လူးလွန်လှုပ်ရှားလာပြီးတော့တရေကြီးငါလက်ကိုဆွဲတော့မယ်ကဲကြပါ
မတုံမျက်လုံးဖွင့်စမ်းဘာသေးမှမရှိဘူးငါ့ဟုတ်ကြည့်တကြီးကပခုံးကိုလှုပ်ကန်ရေးမေးလိုက်တဲ့စကားကြောင့်ဒေါ်တုတ်ကြီးမျက်လုံးဖွင့်လာပြီးတော့ကျုပ်ဒီမှမနေရဘူးအမေတို့ရွာကိုပြန်မယ်ပိုးချင်းမြိုင်ကျုပ်လက်ကိုလှုပ်အတိတ်ပဲမရှိတာကွာဘယ်ရောက်မှမသွားရဘူးဒါနဲ့အိမ်မယ်ဘာဖြစ်တယ်လဲဆိုတာတေချာပြောစမ်းဒေါ်တုတ်ကြီးကတကြီးရဲ့လက်ကစောင်းရုံးထွက်ရင်းနေဟုတ်တယ်ဒါကြောင့်အိမ်အခုအိမ်မှာဘာဖြစ်နေလဲရှင်သိရလားရှင်သေးလာတဲ့အသေးကောင်ကြီးဟာကျုပ်ကိုခြောက်လှန့်နေပြီကျုပ်အိမ်သာတက်ဖို့ပြင်တော့ထင်ရန်ပေါက်ကနေလက်ပြတ်ကြီးထွက်လာတယ်ကျုပ်ကိုဆွဲဖို့ပြင်းနေတာတော့လက်ကြီးကမဲပြနေရပဲဒါဟိုးအသေးကောင်ကလွှဲရဲ့ဘာမှမဖြစ်နိုင်ဘူးဖေကျုပ်ကိုမတားနဲ့နော်အသေးကောင်ကြီးမရှိမှကျုပ်ကိုပြန်လာခွတ်တာပဲအဲ့လိုပြောပြီးစောင်းကြီးအောင်ကြီးနဲ့ထွက်သွားတယ်တကြီးကလှမ်းထားဖို့ပြင်လိုက်စင်ပါပဲတကြီးအလောင်းကြီးအဲ့လိုအော်ရပြီးတော့ဦးရဖားရပြင်းဝင်လာတဲ့ရွာသားတယောက်ကိုတွေ့လိုက်ရှာပါတယ်ကဲပြောအောင်မင်းကရောဘာဖြစ်လာလဲတယောက်ကလည်းအလောင်းနောက်တယောက်ကလည်းအလောင်းငါတော့အသက်ထွက်ချင်လာပြီရွာသားကတကြီးရဲ့စကားကိုဂရုမပြုပဲရွာထိပ်ကိုလက်ညှိုးထိုးပြီးတော့ရွာထိပ်ကြောင်မင်းကြီးမှတွယ်လောင်ကြီးကျနေတဲ့အလောင်းကောင်ကြီးတွေ့ခဲ့တယ်ကျုပ်ကစားတော့တစ်စိကြောင်းနဲ့ထင်တာတီချာကြီးမှအလောင်းကြီးဖြစ်နေရဗျာဟာအလောင်းတွင်လောင်းကြီးဟုတ်လားဟုတ်ရဲ့လားငလုံးရဲ့နေမူးများနေသလားတကြီးလိုက်ချင်းအဖြစ်ပေါ်မှာပဲဗျာကျုပ်မူးဖို့နေနေတာသာငွေမရှိလို့မနဲ့စားတော့မစားရသေးဘူးဗျာကောင်းပြီငါတို့အားလုံးကြောင်မင်းကြီးစီကိုသွားကြည့်မယ်တကြီးဦးဆောင်တဲ့ရွာသားအုပ်စုကရွာထိန်ကြောင်မင်းကြီးရှိတာကိုချီတက်သွားကြတယ်ရွာထိန်ရောက်မှတော့မိုးချုပ်သွားတဲ့အတွက်အသင်းပါတဲ့မီးတုပ်တွေထုံညှိလိုက်ပါတယ်ရွာသားတွေကမီးတုပ်လေးယောက်နဲ့ကြောင်မင်းကြီးရှိတာတရွေ့ရွေ့ချင်းကပ်ခဲ့တယ်ကြောင်မင်းကြီးရောက်တော့ဟင်ကနေဟာကနေအတန်ပေါင်းစုံနဲ့သူတို့အားလုံးခေါင်းမွေးထောင်မတက်ထိတ်နေသွားကြပါတယ်ကျိုးတန်းလန်းနဲ့တွဲလောင်းတန်တစ်ခုတကြီးကအတိရောက်ကိုမျက်တောင်မကတ်တန်ဆူဆိုင်ကြည့်နေကဲအပင်ပေါ်တက်ပြီးကျိုးဖြုတ်လိုက်စမ်းအဲ့လိုပြောလိုက်တဲ့အခါရွာသားအားလုံးတွန်းကနေဖြစ်သွားတယ်တကြီးကမလုံမရှက်ငြိမ်သက်နေတဲ့ရွာသားတွေဘက်ကိုလှည့်ကြည့်ပြီးတော့ပြောနေရလေကွာတရအပင်ပေါ်တက်ပြီးကျိုးဖြတ်လိုက်ရောင်တိုးကြီးမင်းကထမ်းတဲ့သမားပဲမင်းခါကြမှာလေဓမ္မရှိနေမင်းတက်စမ်းထမ်းတဲ့သမားဒိုးကြီးကတကြီးရဲ့အမိန့်စကားကြောင့်မဝင်မရဲမှုရာနဲ့ညောင်မင်းကြီးနာချင်းကပ်သွားပါတယ်ဒိုးကြီးညောင်မင်းပေါ်တက်သွားတဲ့အခါတကြီးနဲ့ရွာသားတွေဟာရင်တထိတ်နဲ့စောင့်ကြည့်နေကြတယ်ဒိုးကြီးတယောက်ညောင်မင်းရဲ့ခွားစုံပေါ်ခဲရကဲစစ်တက်ပြီးကျိုးကိုတုတ်ကနေခုတ်ဖြတ်လိုက်ပါတယ်ပုတ်ကနေတန်တဲ့တူရွာသားအုပ်ကြီးကိုနောက်ကရှဲသွားတယ်တကြီးကမောင်းရဲ့လဲနေရဲ့လောင်းကိုဆွဲနေလိုက်စင်ပါတော့ဟာဘိုးချန်ငါသားဘိုးချန်အဲ့လိုရပြီးခေါင်းတစ်ခုလုံးခြားလဲတယ်လို့ဖြစ်သွားပါတယ်ထန်းသမားဒိုးကြီးကဘိုးချန်လောင်းကိုထိုင်လိုက်ပြီးပြူးကျင်နေတဲ့မျက်လုံးကိုပိတ်ပစ်လိုက်တယ်ဒိုးကြီးကဘိုးကျဲရဲ့လက်မှာစောက်ကင်ထားတဲ့အရာတစ်ခုကိုတတိပြုမိသွားပြီးတော့ဟာဘိုးချန်လက်မှာဘာလဲမသိဘူးလက်ထဲကအရာကိုဆွဲယူကြည့်စင်မှာတော့ဆောင်းရဲခေါင်လေးတစ်ခုဒိုးကြီးကဆောင်းရဲကိုဖြန့်ကြည့်ရင်းနဲ့မင်းရဲ့မချစ်ဘူးဆိုတဲ့စကားကြောင့်ငါရဲ့မှာသိခံစားရတယ်အသက်ရှင်တာထက်ဆိုင်တရားကပိုကောင်းပါတယ်အလွမ်းသမားလေးမောင်ဘိုးချန်ဟင်ဘိုးချက်ကအချစ်တန်းနဲ့အဆုံးစီရင်သွားတာပဲဘိုးချက်လူကြီးတော့ကြာကိုစီစားမကုန်ဘူးအသေးနူးလာကြည့်တာကွာမင်းမရှိတော့ငါရဲ့ထရေးဆိုင်မှာဖောက်တဲ့တယောက်ရော့ပြီပေါ့ဘိုးချက်ရဲ့ထန်းသမားဒိုးကြီးရဲ့အတန်ပြေးကြီးနဲ့ငိုတန်ကြောင့်တကြီးဘိုးချစ်မြန်တတိပြန်ဝင်လာပါတယ်ဘိုးချက်ကသူ့ရဲ့ဒူဒီတော်သားငုံထားမှတဲ့ချီရတဲ့သူသားသမီးကိုထုတ်ဖော်ပြောပြီးမချစ်တတ်ပေမဲ့ချစ်လုံးလို့ဘာလုံးမှမခိုင်းခဲ့ဘူးဒါကြောင့်ဘိုးချက်တယောက်စိုးကျင်နိုင်စိုးရိုင်းကျင်နိုင်ရိုင်းနေခဲ့တာတတိဘိုးချစ်မြန်တယောက်ဝေဝဲတက်လာတဲ့မျက်ရည်စာကိုပုတ်ခတ်ရင်းနဲ့လောကမှာငါလောက်ဖြစ်စွဲသူရှိပါမလားကွာမိမအိမ်ကဆင်းသွားတယ်ဒါမိမတယောက်အတွက်နဲ့တီချောင်းချက်နေမိုက်လိုက်တဲ့ဘိုးချက်ရဲ့ဖအေးတရားလုံးကျွေးမွေးပြုစုခဲ့တဲ့ကျေးဇူးကိုမထောက်ဂျင်းကဘာမဟုတ်တဲ့မိမကိစ္စအတွက်အသက်ကိုရှင်းလိုက်ပြီဒေါ်ဥစားပြောတာသိမ့်မှန်နေပြီငါအတွက်ဘလို့မှအစားထိုးမရတဲ့ဆုံးရှုံးမှုတွေဖြစ်သွားပြီအလွန်ဆိုးရွားလွန်တဲ့ကံကြမ္မာတွေငါ့ပေါ်ကြာရောက်နေပါလားတကြီးနဲ့ရွာသားတွေဟာစိမ့်သေးဘိုးချက်ရဲ့လောက်ကိုရွာနောက်ရှိတင်ချိုင်ကိုသွားပို့ကြတယ်တင်ချိုင်အပြန်လမ်းမှာတော့တကြီးတယောက်ကြည်ခွဲစိတ်ကြောင့်ချက်တော့မသေးချင်အောင်ဖြစ်နေရှာပါတယ်ရုတ်တရက်ဆိုသလိုတကူလုံးတောင်းတင်ပြီးလေးလံတယ်လို့ခံစားလိုက်ရတယ်ဟျောင်းနေငါဘာဖြစ်လဲမသိဘူးတကူလုံးကြောက်တုံးကြီးလိုလေးနေတယ်ကွာအဲ့လိုတပည့်ဖြစ်သူကိုပြောလိုက်တော့အပြင်မှာဒီလောက်အေးနေရတကြီးလေးဖြတ်ချင်လို့ဖြစ်မှာပေါ့လမ်းမလျှောက်နိုင်ကျုပ်တို့ထမ်းခေါ်ရမလားအဲ့လိုမေးတဲ့အခါတကြီးကလက်ကပြလိုက်တယ်သူတို့ကလုံးအေးဆက်တောင်းတင်ပြီးကန်ရိုက်ထားတယ်လို့ခံစားရတာအမှန်သူတို့အားလုံးရွာရေးပြန်ရောက်တဲ့ကလူစုခွဲလိုက်ကြပါတယ်ကာလာသားစေရောက်ကဘိုးချန်အာသူဘာအတွက်ပြင်ဆင်ဖို့
တကြီးအိမ်ကိုလိုက်လာကြတယ်။တကြီးကကိုပြစ်ပေါ်ထိုင်ချလိုက်ရင်လည်းမိုးကြိုးလောင်ပေါ်ပြီးကတည်းကကြိုးစိုးဝင်ခဲ့တယ်။ဘိုးချက်သေးတဲ့ကိစ္စမတော့ကိုဘလို့ပြောရမှန်းတော့မသိဘူး။ငါဘဝကိုဖြစ်စီတာမိုးကြိုးလောင်များဖြစ်နေပြီလား။တကြီးတကြီးပြဿနာတော့တက်ပြီဗျာ။လာပြန်ပြီလားပြဿနာ။ဘာဖြစ်ပြန်ပြီလဲ။ဟိုဟာအိမ်တော့မှမိုးကြိုးလောင်မရှိတော့ဘူး။ဘာမိုးကြိုးလောင်မရှိဘူးလား။ဟာတကယ်ပြဿနာပဲပြစမ်းတကြီးတယောက်ပစိုးကြီးမှပြီးအယူတယောက်လိုမိုးကြိုးလောင်းရှိတာပြေးထွက်သွားတယ်။မိုးကြိုးလောင်းကိုဂမ်ဘီယာဆီယာမြန်တို့လို့ဆိုယူသွားပြီ။မနေ့ပြန်ဆိုဒေါ်ဥစားကိုကတိပေးထားတဲ့နှစ်ရက်ပြည့်ပြီ။ငါဘာလုပ်ရမလဲ။ဘာလုပ်ရမလဲတကြီးကတရွာလုံးကိုမောင်းထုတ်ခေါ်ပြီးတော့လူစုရွာမှာရှိသမျှယောက်ျားအလုံးတွားပြီးချရင်ဆီယာမြန်တို့လူစုအမျိုးပြုတ်ရောပြောကျုံမောင်းထုတ်လိုက်မယ်။တာကြီးကပြောဆိုရင်ကြေးမောင်းကြီးကိုအစံပြတီးခန့်လိုက်စင်မှာအိုးဘိုစုတရွာလုံးရေရိုတဲတဲဖြစ်သွားရတယ်။တောင်ကြီးကုန်းပေါ်နေတဲ့ဒေါ်ဥစားတယောက်မောင်းထုတန်ကြောင့်ရှင်တင်းကနေခုန်သွားပါတယ်။ဘိုးချင်းမြိုင်တို့အိမ်ကမောင်းထုတန်ကအဆက်မပြတ်ပါလား။ဒါဟာရွာမှာပြဿနာတစ်ခုခုတက်ရင်အချက်ပေးလူစုတန်ပဲ။ဘာရီများဖြစ်ကုန်ပြီလဲ။ဒေါ်ဥစားအတွင်းနဲ့တူကန်ကြမာဖက်ဖန်လုံးလေးကိုစူးစိုက်ကြည့်လိုက်ပါတယ်။စိတ်ဖက်ဖန်လုံးလေးဟာလီယောင်တန်းသွားပြီးဘိုးကျိုးလောင်းရဲ့ပုံရိပ်ကိုမြင်ရတယ်လို့ဒေါ်ဥစားခံစားလိုက်ရတယ်။ဟင်ငါရဲ့မိုးကျိုးလောင်းပြဿနာတက်နေတဲ့နမိတ်ပဲ။မိုးကြိုးလောင်းကငါရဲ့မသိစေမဖြစ်ဘူးရွာထဲအမြန်သွားရမယ်ဒေါ်စားသမင်းချိုမှာချိတ်ထားတဲ့ဝိယုံနဲ့ကိုဆွေးယူပြီးကိုပေါ်ချုံလန်းလိုက်ပါတယ်ပြီးတော့ရိုးတောင်ဝေးကိုအားပြုထောင်ရင်ရွာဘက်ကိုထွက်ခဲ့ရတယ်ဒေါ်စားထွက်သွားချိန်မှာတော့တောင်ဒီကုန်းရှိစိန်ပန်းပင်ကြီးရဲ့နောက်ဘက်မှာလှစ်ကနေလှုပ်ရှားသွားတဲ့တံတန်းတစ်ခုဘိန်းတော်ဆရာပြိုနဲ့မင်းဆန်တို့နှစ်ယောက်ဒေါ်စားတစ်လုံးရင်ဒီကိုချင်းကပ်ခဲ့ပါတယ်မင်းဆန်ကဟောင်းနှန်းဆွေးမြေ့နေတဲ့ဆောင်ရွက်ကောင်လေးကိုဖျက်လိုက်ပြီးတော့မြေပုံညုံးရရဲနာရှိတဲ့နေရာဟာတောင်ဒီကုန်းဆိုတာသိကြပြီ။ဒါပေမဲ့ဘယ်နေရာမှာမြုပ်ထားသလဲဆိုတာသိဖို့ခက်နေတယ်။စီးဆရာကြီးကူတွေးပေးပါဦး။အဲ့လိုကူညီတောင်းတဲ့ကဆရာပြိုကလက်ဆွဲမိရင်ကိုမီးစာမြင်လိုက်ပြီးတော့မြေပုံကိုတေချာကြည့်မှမင်းဆန်။တောင်ဒီကုန်းရဲ့အလဲတဲထဲမှာနီးစပ်ပြထားတယ်။ဒီတော့ရဲနာတွေဟာတောင်ဒီကုန်းရဲ့အလဲပခုမှာပဲရှိရမယ်။ကျုပ်စိတ်တင်တော့ဒေါ်အိုစားရဲ့တစ်လုံးအိမ်ထဲမှာဖြစ်ဖို့များတယ်။ဒါဆိုကျတို့အိမ်ထဲကိုအမြန်ဝင်မှဖြစ်မယ်အပွားကြီးပြန်လာရင်မလွယ်ဘူးပြုတ်အဲ့လိုမျိုးအိမ်ထဲကိုတိတ်တိတ်ဆိတ်ဝင်လိုက်တယ်ဆိုရင်ပဲစိတ်ရှင်ရှင်ပုတ်ရဲရဲ့အနံ့ဆိုးကြီးကသူ့နှာခေါင်းထဲလှိမ့်ဝင်လာပါတယ်ဟာဆိုးလိုက်တဲ့အနံ့များဘယ်ဟာထွက်နေရလဲမင်းဆိုင်ရမေးကိုဆရာပြောကအိမ်နေရရှိတရိတ်ဆန်ရေကိုနေကိုညှို့ပြရင်းနေဒေါ်ဦးစားကိုတရားလုံးကအချားမြင်ရတဲ့စိတ်ဆွမ်းအားရှင်လို့သတ်မှတ်ကြတယ်ကျုပ်ကတော့ဒါကိုလက်မခံဘူးဒီမိမကြီးကိုကဝေမာကြီးတယောက်လိုပဲသတ်မှတ်တယ်သူဟာတရိတ်ဆန်ရဲ့အရေးကွန်အယိုးအသွေးပါမချန်အသုံးပြုပြီးစေးနီးပေါင်းစုံကိုဖော်ဆက်တယ်။သူကသူလည်းစေးနီးပေါင်းစုံဖော်ဆက်နိုင်တယ်ဆိုပြီးသွေးနဲ့ထင်ရောက်နေရလို့ကြုံမြင်တယ်။သူရဲ့အသက်ရှင်မှုဟာရှေးဘဝကုသိုလ်ကောင်းမှုကြောင့်ဖြစ်ပေမဲ့သူကတော့စေးဆွမ်းကြောင့်အသက်တရာကျော်နေနိုင်တယ်လို့ထင်နေတယ်။ကျုပ်ကတော့ဒီဘွားကြီးကိုလုံးဝကြည့်လို့မရဘူး။မောင်ရင်သတိထားကြည့်ပါလား။ဗုဒ္ဓဘာသာဖြစ်ပြီးဖျားဆင်းတူတော်မကိုးကွယ်တဲ့လူဟာဘယ်လိုလူစားဖြစ်မလဲဆိုတာ။မင်းဆန်ကဆရာပြိုရဲ့စကားကိုခေါင်းညိတ်ပြီးနားထောင်နေလိုက်တယ်။နှစ်ယောက်သားအိမ်ရဲ့အလဲပဟုနေရာကိုမှန်းပြီးမြေကြီးတွေတူးဆွားကြပါတယ်။မင်းဆန်တို့ဒေါ်စားရဲ့အိမ်ရောက်နေချိန်တကြီးအိမ်မှာကဘာပြတ်မတက်ဖြစ်နေပြီ။တကြီးရဲ့မိုးကြိုးလောင်ပျောက်သွားပြီဆိုတဲ့စကားကြောင့်ဒေါ်စားဟာမျက်လုံးမီးဝင်းတောက်သွားပြီးရောဘိုးချင်းမြိုင်ဒီရေးတွေကြုံမြင်လို့နင့်ကိုတေချာစောင့်ကြည့်ဖို့ပြောခဲ့တယ်။နေရပေါ်ရောက်မှုကြောင့်မိုးကြိုးလောင်ပျောက်သွားပြီ။ဒီအတွက်နေဘလို့ပြန်ပေးစမ်းမလဲပြောစမ်းအယိုးတော်ဝေးကိုဒုံကနေဆောင်းချပြီးမေးလိုက်တော့တကြီးဖိုးချစ်မြိုင်တယောက်နှစ်ဖူးပေါ်စီးကြလာတဲ့ဇောကြီးတွေကိုလက်ကုံနဲ့တက်တင်လာရင်းနဲ့ဒီလိုပါမေဦးအခုချိန်မှာကျွန်တော်ဟာစိတ်ဒုက္ခကြီးစွာခံစားနေရပါတယ်မိုးကြိုးလောင်ရဲ့ချောင်းလန့်မှုကြောင့်ကျွန်တော်မိမအိမ်ပေါ်ကဆင်းသွားတယ်လို့ကျွန်တော်သားဟာလည်းသူ့ကိုယ်သူအဆုံးစီရင်ခဲ့ပါတယ်ကျွန်တော်ဟာမိုးကြိုးလောင်ကိုနေ့စဉ်အရေးလိုကြည်နေခဲ့သူတယောက်ပါရွာထိန်ကြောင်ပင်မှာအလောင်းပေါ်တဲ့တည်င်းကြလို့ကျွန်တော်တို့ထူပူပြီးသွားခဲ့မိပါတယ်ဘိုးချဲရဲ့လောင်းကိုတင်းချိုင်းမှာထားပြီးအိမ်ရောက်တော့မိုးကြိုးလောင်းပြဆုံးနေကြောင်းသိခဲ့ရပါတယ်။အလောင်းကိုခိုးယူသွားတာမြို့ဝရောက်နေတဲ့ဂမ်ဘီယာဆရာမြိုင်တို့လူစုပါအခုချိန်မှာကျွန်တော်အနေနဲ့တာဖြစ်သူရဲ့ဇာပနာကိစ္စရှိနေပါတယ်။ဒါပေမဲ့မိုးကြိုးလောင်းကိုတွေ့အောင်ရှာပြီးအမေအိုးလက်ထဲရအောင်ပြန်ထည့်ပေးပါမယ်။ကျွန်တော်နောက်ဆုံးအနေနဲ့အခွင့်အရေးပေးပါမယ်ဦး။အဲဒီလိုဖြစ်စဉ်ကိုရှင်းပြပြီးတောင်းပန်တိုးရှိုးလိုက်ပါတယ်။ဒေါ်စာမကြေမချမ်းမှုရာနဲ့ဘိုးချစ်မြိုင်ကိုဆူဆိုင်ကြည့်နေ
ရှာဘူးဘိုးချင်းများနင်းပြစ်ကိုခွင့်မလွန်နိုင်ဘူးမိုးချိုးလောင်းကိုနေရအောင်ပြန်ယူပြီးငါလက်အပ်ရမယ်နင်းရဲ့စိုးဝါးတဲ့ကံကြမ္မာတွေကိုငါထပ်ပြီးနမိတ်ဖတ်မယ်ကြားဝဲအောင်စူးစမ်းပြီးတော့အဲ့လိုပြောပြီးဖန်လုံးကင်လက်ကိုမြောက်လိုက်တယ်ဘိုးချင်းမြိုင်တယောက်ဒေါ်စစကားကြောင့်မူးမေလဲကျသွားမတက်ရင်ထိတ်သွားရပါတယ်မကြခင်အိုးဖို့စုတရွာလုံးမီးဘေးကြရောက်မယ်နေဟာတိမတက်ဝေဒနာဆိုးတစ်ခုခံစားရလိမ့်မယ်တရွာလုံးမိစ္ဆာဆိုးရဲ့လက်ကျရောက်ပြီးဘေးဒုက္ခဆိုးတွေကြုံတွေ့ရမယ်နောက်ပြီးတော့ဒေါ်စကားမဆုံးမိပဲတကြီးကနားစွန်ကိုလက်နဲ့အုပ်ပြီးတော့တော်ပါတော့အမေဦးရဲ့ကြုံတွေ့ရမယ်ကျမဆိုးကြုံမတိပဲဖြစ်သွားမှတော်ပါသေးတယ်ကျွန်တော်မိုးချိုလောင်းကိုအမြဲဆုံးပြန်ယူပေးပါမယ်အဲ့လိုပြောလိုက်တော့ဒေါ်စာကတကြီးရဲ့ဖြစ်ကိုသဘောကျစွာဟားတိုင်ရှိမောလိုက်ပါတယ်တိတ်မှန်တာပေါ့ဘိုးချင်းများလောကမှာအနာဂတ်ကိုကြိုမသိနိုင်တာအကောင်းဆုံးပဲကိုယ့်ရဲ့ကံကြမ္မာကိုကြိုသိရင်လူတိုင်းကတတ်သိခြင်းစိတ်ပေါက်သွားကြမယ်ဒါမိုးချိုလောင်းကိုမဆောက်ရှောက်နိုင်တဲ့နေ့အတွက်ငါရဲ့တန်ခတ်ခြင်းပဲဘိန်းတော်ဆရာပြေတို့နှစ်ယောက်ဒေါ်စာအိမ်မှာမြေလန်းရှာနေကြပြီပဲရန်နာတွေကိုမတွေ့ရဘူးမင်းဆန်ကပတင်းမောက်ကိုလှမ်းကြည့်ပြီးတော့ဟာဖွားကြီးပြန်လာပြီပြောကျတို့အမြန်ပြန်ရမယ်ဆရာပြိုကနောက်ဆုံးတူးဆွထားတဲ့မြေတွေကိုတည်တတ်အောင်ပြန်လုပ်လိုက်ပါတယ်ထွက်ခွာရပြင်ထဲကဆရာပြိုကဆေးရင်စိန်ထားတဲ့ဖန်ပေါင်းကြောင်ကြီးတွေရှိရာကြည့်လိုက်မိတယ်ဖန်ပေါင်းကြောင်ကြီးတွေထဲမှာမွေတွေကိုအရွယ်စားမျိုးစုံတွေ့ရတယ်ဖန်ပြောင်းကြောင်တစ်ခုကိုမယူပြီးမင်းဆန်နဲ့အတူထွက်ခဲ့ရပါတယ်မင်းဆန်တို့ဒေါ်ဆိုင်ကနေထွက်ခွာပြီးချိန်မှာတော့တကြီးဦးဆောင်နဲ့မီးတုပ်ကန်ရွာသားတွေဟာရွာထိပ်ကိုရောက်ရှိနေကြတယ်တကြီးကမီးဖို့ပြီးကြံခဲ့တဲ့အစအနောက်တွေကိုညှို့ပြပြီးတော့သွားပြီအလောင်းတခိုးတွေမရှိတော့ဘူးဒင်းတို့ဘယ်လန်းကသွားနိုင်မှာလဲသူတို့တော့နှစ်လမ်းပဲရှိတယ်ရွာတွေကိုဖြတ်ပြီးကားလမ်းဘက်ထွက်တဲ့လမ်းနဲ့တောအုပ်ကိုဖြတ်ပြီးမြေချောင်းတိုင်းစုံစင်းပေါ်ပဲဒင်းတို့လောင်းကိုတည်ပြီးလူသိရှင်ကြတော့မသွားနိုင်ဘူးတော်လမ်းပဲဖြစ်ဖို့များတယ်ကျိုးတို့လူစုခွဲပြီးအမြန်လိုက်မှဖြစ်မယ်တကြီးဟုတ်တယ်သားကြီးမင်းပြောဖြစ်နိုင်တယ်ဒီတော့လူတစ်ဝက်ကိုမင်းရဦးဆောင်ပြီးကားလမ်းဘက်သွားငါနဲ့ကြံတဲ့စုကတော်လမ်းတိုင်းရှာမယ်မင်းတို့အားလုံးသိထားဖို့ကမိုးချိုးလောင်းကိုမရှာရတဲ့နည်းနဲ့သွားပြန်သိရမယ်တကြီးဖြစ်တဲ့ငါကိုယ်တိုင်တော့ငါသားရဲ့ဇာပနာကိုလှည့်လျှူရှိပြီးတော့မိုးချိုးအလောင်းတော့လိုက်ခဲ့တာအားလုံးသိပဲဒေါ်စာငါတို့အိုးဖို့စုတရွာလုံးရဲ့အစင်ဆက်အားထားခဲ့ရတဲ့လူတစ်ယောက်ဖြစ်တယ်သူရဲ့ဆန္ဒကိုဖြည့်ဆည်းဖို့အသက်ကိုရင်းသိရင်တော့ရှင်းရနိုင်မယ်အားလုံးကြားကြရဲ့လားဟုတ်ကဲ့ကြားပါလေတကြီးကျုပ်တို့မိုးချိုးလောင်းကိုရအောင်ယူပါမယ်ဒီချိန်မှာပဲကောင်းကင်ကြီးအုံမိုင်းသွားပြီးမိုးဆက်မိုးပေါက်တွေကျလာပါတယ်မိုးရွာတဲ့အတွက်မီးတို့အားလုံးမင်းငိမ့်သွားတယ်တကြီးနဲ့သားကြီးကအုပ်စုနှစ်စုခွဲပြီးမဲမဲမမောင်နေတဲ့မွေးစက်တွေကြားမှာလမ်းခွဲလိုက်ကြပါတယ်ဒီချိန်မှာတော့ဘိန်းတော်ဆရာပြိုနဲ့မင်းဆန်ဟာဆရာပြိုရဲ့နေကိုပြန်ရောက်နေကြပြီဖြစ်တယ်နှစ်ဦးသားမိုးရိပ်ဆိုဝစ်တွေလဲလှယ်ပြီးလက်ဖက်ရည်ချမ်းတောက်ချိန်မှာတော့နေပေါင်းစီးဆရာကြီးခုနကဒေါ်အိုစားအိမ်ကယူလာတဲ့ငွေပေါင်းချောင်ကြီးကဘာလို့ဖို့လဲဗျာဒါရိုးရိုးမွေမဟုတ်ဘူးမောင်ရင်စပကြီးမွေဖြစ်တယ်လို့သူ့ရဲ့သေးချင်ကမြမစေးဖော်ဆက်ရမှာတိတ်အသုံးဝင်တယ်ယောဂအတော်များများကိုလည်းပြောင်းကင်းနိုင်တယ်ဒါကြောင့်ကြုတ်ယူခဲ့တာမင်းဆန်ကတွေးတွေးဆဆမူရနဲ့ခေါင်းခါရမ်းလိုက်ရင်စေးဆရာတယောက်အနေနဲ့စပကြီးမွေကိုရဖို့ဆိုတော့မခဲရင်ဘူးကြီးလမ်းမလေးရဲ့ဆရာတယောက်တည်းဆိုပို့ပြီးအောင်မလွယ်ကူပါတယ်စေးဆရာကြီးမှာတခြားကြောင်ရှိနေပြီထင်တယ်မင်းဆန်မေးကြောင်ဆရာပြေကမျက်နှာကြီးကျပြတ်သွားပါတယ်အတန်ကြာအောင်စိတ်ငြိမ်သွားပြီးတော့တပ်ပြင်းကိုအသာချရင်းနေမောင်ရင်ပြောတာမှန်ပါတယ်တကယ်တော့ဒေါ်စာကျုပ်ဘဝတစ်ခုလုံးကိုချီမွားဖြက်စီးခဲ့တဲ့မကောင်းဆိုးဝါးမှကြီးပဲကျုံမေရအိုးဖို့စုရွာသားတွေလိုပဲဒေါ်စာရဲ့ပညာရက်တွေကိုမျက်စိမိတ်ယုံကြည်သူတယောက်ကျုံမိဘတွေကကိုင်းလှုပ်တဲ့တောင်သူတွေဆိုတော့စားနိုင်တောက်နိုင်ုံလေးနေထိုင်ခဲ့ရတယ်ကျုပ်လေးနှစ်သားရဲ့မှာဖေးရငှက်ဖျားကြောင်တေဆုံးခဲ့တယ်အဖေဆုံးပြီးတိတ်မကြဘူးကျုပ်တို့သားမိရစီးပွားပြက်ပြီးစားနိုင်နေနိုင်တဲ့ဘဝကနေစားရမယ်တောက်ရမယ်အခြေအနေကိုရောက်ခဲ့တယ်အဲ့ဒီချိန်မှာမေယာကျုပ်ကိုလက်ဆွဲပြီးသူအားကိုအားထားတဲ့ဒေါ်အိုစာစီကိုသွားခဲ့တယ်အမေကဒေါ်အိုစာကိုကျုပ်တို့သားမီးနှစ်ယောက်ရဲ့ဘဝကိုစင်ရဲတွင်းကနေကဲတင်ဆောက်ရှောက်ပေးဖို့မျက်ရည်လေရွယ်နဲ့လက်အုပ်လေးကြည့်ပြီးပြောနေတာခုထိကျုံမျက်လုံးနေရမထွက်ဘူးဒီခါမှာဒေါ်အိုစာဟာဖိုးမြိုင်စီကတိတ်တိတလုံးယူပေးနိုင်ရင်တသက်စားမကုန်တဲ့ရွှေတွေပေးမယ်လို့ပြောခဲ့တယ်ဒေါ်အိုစာရဲ့စကားကြောင့်မေယာတိတ်တိတလုံးကိုရှောင်းယူပေးပါမယ်လို့ကတိပေးလိုက်တယ်အဲ့ဒီအနောက်မှာကျုပ်မေဟာတိတ်တိတလုံးရဖို့အတွက်ဦးဖိုးမြိုင်နဲ့တွေ့ဆုံခဲ့တယ်ဦးဖိုးမြိုင်ဆိုတော့ကအကီရဲ့ဖိုးထိုးတယ်လို့တစ်ဖက်ကလည်းမကောင်းတာမှန်သမျှအကုန်လုံးတဲ့လူရှုပ်လူပွေကြီးတူပဲ
အမေကဥဖိုးမြိုင်ကိုအိမ်နဲ့ခြံဝိုင်းပေးပါမယ်တိတ်တိတလုံးပေးပါလို့တောင်းဆိုလိုက်တယ်ဥဖိုးမြိုင်ကစဉ်းစားပြီးအကြောင်းပြန်မယ်နောက်2ရက်နေလာခဲ့ပါလို့ပြန်ပြောခဲ့တယ်2ရက်ပြည့်တဲ့နေ့မှာတော့မေကဥဖိုးမြိုင်စီကိုသွားခဲ့တယ်ဥဖိုးမြိုင်ဟာကျုပ်မေကိုလူယုံမှစက်ခင်ပြီးခြေတော်တင်ခဲ့တယ်အမေကဥဖိုးမြိုင်ရဲ့ခြေတော်တင်ခြင်းခံရတဲ့အတွက်အဆက်ကြီးရှက်ပြီးသူ့ကိုယ်သူအဆုံးစီရင်သွားတယ်ကျုပ်ကအမေမရှိတော့တဲ့နောက်ရွာဦးကျောင်းကကပိယာကြီးစီမှာနေထိုင်ခဲ့ရတယ်ကပိယာရဲ့ကျေးဇူးကြောင့်ကျုပ်ဘိန်းတော်ဆရာဘွားကိုရောက်ခဲ့ရတာပါမေးဆန်ကဆရာပြူကိုငိမ့်ဆိုင်ကြည့်ရင်လည်းဆေးဆရာကြီးရဲ့ဖြစ်ကလည်းရင်းနှီးစရာပါလားဒေါ်အိုစာကြောင့်ဆေးဆရာကြီးရဲ့မေတည်ဆုံးခဲ့ရတယ်အဲ့ဒါနဲ့ဆေးစိန်ထားတဲ့မွေးကြီးနဲ့ကဘယ်လိုများပတ်သက်နေလို့လဲဆရာပြောကနာကြီးရိတ်လွန်နေတဲ့တန်ကျုပ်ကလေးဘဝတွေရောက်ဒေါ်အိုစာနဲ့ပတ်သက်ပြီးတိတ်ကြောက်စရာကောင်းတဲ့စကားတစ်ခုကြားဘူးတယ်ဒေါ်အိုစာအစိမ့်သေးတဲ့လူတွေရဲ့ဝိညာဉ်ကိုမွေးရီစီမှာအသက်သွင်းပြီးထားတတ်တယ်ဆိုတာပဲအဲ့ဒီမွေတွေကိုဆေးစင်ပြီးဖန်ပေါင်းကြောင်ကြီးတဲ့ထည့်ထားလိုက်လို့ကြားဘူးတယ်ရွာမှာကျိုးဆွဲချသေးတဲ့အလောင်းပေါ်တဲ့အခါရွာသားတွေကဒီဘဝရဲ့ပူပင်တော့ကားပြောက်ဖို့တေချောင်းချံပေမဲ့ဒေါ်အိုစာရဲ့ဝိညာဉ်ချုပ်ခြင်းခံရတော့မယ်လို့မချိတင်ခဲ့ရေရွတ်တက်ကြတယ်ဒါကိုတည်ထားတဲ့အစိမ့်သေးတဲ့အမေရဲ့ဝိညာဉ်ကိုလည်းဒေါ်အိုစာဝိညာဉ်ချုပ်လှုပ်ထားမှာပဲလို့ထုတ်တွေးခဲ့တယ်အမေကဒေါ်အိုစာကြောင့်တေခဲ့ရတယ်လို့တေတဲ့နောက်မှာတော့ဝိညာဉ်ချုပ်ခြင်းခံရမှာဖြစ်တယ်တွေးမိပြီးကျုပ်ဒေါ်အိုစာကိုနာကြည့်မုန်းတီးမိပါတယ်ကျုပ်ဟာဆေးစိန်ထားတဲ့မွေကိုတွေးလိုက်တော့အမေကိုတတိယစိတ်နဲ့နာကြီးစိတ်တွေပြန်နိုးထလာတယ်လို့ခံစားလိုက်ရတယ်ဒါကြောင့်ရှုခဲ့တာပါကြားရတာထူးဆန်းနေပဲဗျာဆေးဆရာကြီးကအဲ့ဒီမွေကိုဘာလုပ်မလဲကျုပ်ရဲ့ရည်ရွယ်ချက်ကဒီမွေကိုလှုပ်ပေးဖို့ပဲတကယ်လို့အဲ့ဒီမွေကဝိညာဉ်ချုပ်ရှိနေကြရင်လွတ်မြောက်သွားမယ်လို့ယူဆတယ်မိန်းဆန်ကဆရာပြိုကြည့်နေတဲ့မွေစီကြည့်ရောက်သွားပြီးတော့မွေကလုံးဝလှုပ်ရှားမှုမရှိဘူးနော်ကြည့်ရတမျိုးပဲဒါနဲ့မောင်ရဲ့ရန်နာကိစ္စဘယ်လိုလုပ်မလဲဒေါ်စားအိမ်မှာလည်းလုံးဝမတွေ့ဘူးနေရာများလွဲနေကြလားကျုပ်လည်းအဲ့ဒီကိစ္စတွေးမရအောင်ဖြစ်နေရကျုပ်ကိုရဲ့အလောင်းကိစ္စလည်းကျုပ်တို့ဘာမှမသိရဘူးစီးဆိုင်ကိုကြီးပါအောင်တကြီးဘိုးချင်းမြန်တို့လူစုကတော်ကြီးမြန်မဲ့တဲ့ဝင်ပြီးဆီယမ်မန်တို့လူစုကိုတဲတဲ့ရှာပွေကြတယ်အာယုံတက်ချိန်အရောက်လောက်တော့သူတို့အားလုံးခြေကုန်လက်ပန်းချနေပြီတကြီးဘိုးချင်းမြန်ကကြောက်တုံးပေါ်ထိုင်ချလိုက်ရင်လေတညာလုံးရှာတာသူတို့အသုံးပြုခဲ့တဲ့မီးဘို့ရဲ့မီးကျွင်းမီးကြံတော့မတွေ့ရဘူးဒီအတိုင်းဆိုဆီယမ်မြိုင်တို့လူစုကကားလမ်းဘက်ကတော့တေးကြပြီဟဲ့ဟုတ်တယ်ပြုရှင်းနာဆိုမြေချောင်းတော်ရောက်နေပြီဘာတဲလို့စားမတွေ့ရဘူးတကြီးပြောတဲ့အတိုင်းဒင်းတို့ကားလမ်းကတော့ဖြစ်ရမယ်ဘာပဲဖြစ်ဖြစ်ကျုပ်တို့မြေကမ်းထီးအောင်သွားမယ်ဗျာတကြီးကအဲ့ဒီလိုရွာသားတွေရဲ့စကားကိုအတီးယူပြီးခီးဆက်ဖို့ဆော်အားလိုက်ပါတယ်သူတို့အားလုံးမိုးဆက်မုံမုံနေကြခီးဆက်ခဲ့ကြတယ်မြစ်ဆက်ကိုရောက်တဲ့အခါတကြီးကပတ်ဝန်းကျင်ကိုမျက်လုံးဝှေ့ကြည့်ပြီးရောဒီမှာလဲဘာတဲလို့စားမမြင်ရပါလားဒင်းတို့တန်ကားလေးတစ်စီးစီးနဲ့များပါသွားနိုင်မလားရွာသားတယောက်ကမြေကမ်းတနေရာကိုညှို့ပြလိုက်ပါတယ်ဟိုကန်းစားမဘာလဲမသိဘူးဗျို့အော်ဟင်းလိုက်တဲ့ကအားလုံးရဲ့ကြီးကအဒီနေရာရောက်သွားတယ်သူတို့အားလုံးအဲ့နေရာကိုတိတ်ပြည့်ချင်းကပ်သွားကြပါတယ်အနောက်ရောက်တော့အားလုံးမျက်လုံးပြူးသွားကြပြီဟာလူသေးလောင်းနေပဲအနက်တော်ထွက်ချင်နေပြီတကြီးဘိုးချင်းမြိုင်ကမောက်ရက်လဲနေတဲ့အလောင်းကိုဆွဲလန်လိုက်ပါတယ်ဟဲဆရာမြိုင်မလားဘလို့ကြောင့်များသိစားပါလေအလောင်းလေးကြည့်ရတာချက်တော့တင်မရှိတော့ဒါဟာဒီမြေကျောင်းတစ်လျှောက်တောင်းချမ်းနေတဲ့မိချောင်းလင်မယားလက်ချက်ပဲကျုပ်တို့ဒီမှာကြားကြားလေးလို့မကောင်းဘူးတကြီးဒုက္ခပါပဲကွာဒင်းတို့တီတာကြောင်းမဟုတ်ဘူးမိုးကြိုးလောင်းကပေရောက်နေလေမိုးကြိုးအလောင်းမပါပဲဒေါ်အိုဆောင်ကဘလို့ရင်ဆိုင်ရမလဲမင်းတို့ဒီနောက်တော့မိုးကြိုးလောင်းကိုလိုက်ရှာကြဒီကမှာရွာသားတယောက်ကမျက်စီမျက်လုံးရောက်သွားပြီးရောဟာတကြီးဟိုမှာကြည့်ပါဦးမြစ်ထဲမှာတစ်တုံးလိုယာကြီးမျောလာတယ်အဲ့တော့မိချောင်းဟုတ်တယ်လူနဲ့ရလို့မိချောင်းလေးများလာနေပြီကျုပ်တို့ပြေးမဖြစ်မယ်တကြီးဟုတ်တယ်တစ်တုံးမျောတာဆိုတလောက်မမြင်ဘူးဒါမိချောင်းစစ်ပဲပြေးကြရေးပြေးကြတတိဘိုးချင်းမြရဲ့စောတန်တဲ့သူရွာသားအလုံးနောက်ကျောင်းလှည့်ပြေးကြပါလေတတိတို့မိချောင်းနဲ့ရင်ဆိုင်နေရစဉ်ဘိန်းတော်ဆရာပြည့်ရဲ့အိမ်မှာတော့ကျုပ်ရွာထဲမှာစုံစမ်းပြီးပြီမောင်ရင်ကိုရဲ့အလောင်းကိုဒေါ်စာကလိုရှိတယ်လို့မျက်နှာစိမ်းခံပြီးရစီအောင်တချို့ကလည်းမိုးကြိုးသွားလိုချင်လို့ရွှေနဲ့တောင်လဲဖို့ပြောတဲ့အခုတော့တကြီးအိမ်မှာလောင်းမရှိတော့ဘူးခံပြီးရစီအောင်တွေလက်ဦးပြီးခိုးယူတော်တယ်လို့ကျုပ်သိရတယ်အကိုမင်းဟဲ့ရလောင်းကိုဦးသွားတဲ့လူရင်တော့ကျုပ်လိုက်မှဖြစ်မယ်ကျုပ်အကိုရဲ့လောင်းကိုမြေမချရရင်ကျုပ်ဒီရောပြန်ဦးကြာပါတယ်ဗျာ
တင်းတော့ခုပဲလိုက်မယ်ဟာနေရောမောင်ဆန်ပြဿနာတစ်ခုကိုအလင်းစလုံးဖြေရှင်းနေကျုပ်ဒီတလောက်ကတကြီးတို့လူစုခွဲပြီးအလောင်းတစ်ခိုးရီနောက်ကိုလိုက်သွားကြတယ်သူတို့ပြန်လာကိုစောင့်စီခြင်းနေတကြီးကအလောင်းနောက်လိုက်တာအကြီးကဒေါ်ဆိုင်လက်ကိုအပ်မလို့မလားဒီမိန်းမကြီးလက်တော့ကျုပ်အကိုရဲ့လောက်ကိုအရှောက်မခံနိုင်ဘူးအကိုဟာအမေကိုချိန်စာတင်နေတဲ့ဘောကလွတ်စေခြင်းလို့အဖိုးရဲ့ရတနာကိုရှာဖို့ထွက်ခဲ့တာလောကကြီးကမတရားဘူးဗျာကျုပ်အကိုလိုသားလိမ့်မမျိုးမှမိုးကြိုးပြစ်ခတ်ရတယ်လို့စိတ်မကောင်းစရာတွေတွေးမနေပါနဲ့မောင်ရင်ရမောင်ရင်ကိုရဲ့လောင်းပြန်ရဖို့ကျုပ်အစွမ်းကိုကူညီပေးပါမယ်ရဲနာကိစ္စလေးကျုပ်ရအောင်စူးစမ်းပေးပါမယ်ကွယ်အဲ့ဒီမှာပဲအိရှိကဖြတ်သွားတဲ့လူတန်ကိုကြားလိုက်ရပါတယ်ဆရာပြိုကပတင်းဘောကနေချောင်းမြောင်းကြည့်ရွှင်နေတကြီးတို့ပြန်လာပြီဒါပေမဲ့အလောင်းတော့မတွေ့ရဘူးကျုပ်တကြီးကိုသွားတွေ့ပြီးတော့မေးကြည့်မယ်ဗျာဒါမှအကြောင်းဆုံးသိရမှာမတော်နိုင်မောင်ရင်သွားရင်ပြဿနာတွေပိုရှုပ်ကုန်လိမ့်မယ်ကျုပ်စကားကိုရှုံးပါဆရာပြိုကပြပြဆွဆွမင်းဆန်ရဲ့လက်ကိုလှမ်းဆွဲလိုက်ပါတယ်မင်းဆန်ကဆရာပြိုရဲ့လက်ကနေဆောင်းရုံးလိုက်တယ်ဒီခါမှာမင်းဆန်ရဲ့လက်ဟာစပွဲပေါ်တင်ထားတဲ့ငွေပေါင်းချောင်ကိုတိုက်မိသွားပါတယ်ခွန်ကနေတန်တဲ့တူဖန်ပေါင်းချောင်တစ်ခုလုံးအစိမ့်စိမ့်မှကြာခွဲသွားတယ်ဖန်ခွဲစာတစ်ခုကမွေရက်ဝမ်းပိုက်ကိုထုတ်ချင်းပေါဆိုင်ဝင်သွားပါတယ်မျက်စံလုံးနဲ့ဖြစ်ကြောင်ဆရာပြိုတို့နှစ်ယောက်သာမှင်တက်နေပြီဆရာပြိုကမွေကြီးကိုစူးစိုက်ကြည့်နေအော်ဆရာပဲဖန်ခွဲစာစိုက်ဝင်တာတော့မွေရမလို့ဘူးမှန်းစမ်းအလိုရွရွပြီးမွေကြီးကိုကင်တွေကြည့်ရှုလိုက်ပါတယ်ထုတ်ချင်းပေါဆိုင်ဝင်နေတဲ့ဖန်ခွဲစာကိုဆွဲထုတ်လိုက်တဲ့အခါကျမ်းပေါ်ကိုတောက်ကနေကျလာတဲ့အနီရောင်လုံးလေးကိုတွေ့လိုက်ရတယ်ဒါပထမတစ်လုံးပဲမွေပိုက်ထန်းလေးထွက်လာတာဆရာပြိုရဲ့တန်ကြောင့်မင်းဆန်မှာကြည့်လိုက်တယ်ဟုတ်တယ်ဗျပထမစစ်ပဲကျုပ်တို့မွေကြီးရဲ့ပိုက်ကိုခွဲကြည့်အောင်မင်းဆန်ကပြောရင်းဆိုရင်အလင်းပြန်ဓာတ်ချောင်းကိုသွားယူတယ်နှစ်ယောက်သားစိတ်လို့ရှားစွာနဲ့မွေကြီးရဲ့ဝမ်းပိုက်ကိုခွဲကြပါတယ်ပိုက်ပွင့်သွားတဲ့အခါနှစ်ယောက်သားအံ့ဩစိမ့်နဲ့တူဟာကနေဖြစ်သွားကြတယ်အရှောင်သွေးဆုံလင်လာတဲ့ရေတနာတွေမွေရဲ့ဝမ်းပိုက်အပြည့်တွေ့လိုက်ရပါတယ်ရေနာတွေမနေဘူးဗျဒါရီရောက်တော့ဦးစရေတနာတွေထင်တယ်မင်းဆိုင်ရဲ့ပြောကိုဆရာပြောကရေနာတွေထုတ်ရင်းနေဒီမမင်းဆိုင်ဒီထောင်ပရက်ကိုကြည့်ုံနဲ့ရေနာတွေရောက်တော့ဦးစပစ္စည်းမဟုတ်ကြောင်အကဲဖြတ်လို့ရတယ်ဟာဒါတော့ဦးစပစ္စည်းမဟုတ်ဘူးဟုတ်လားဒါဆိုကျုပ်ဖို့ရဲ့ရေတနာတွေများဖြစ်နေမလားဟုတ်တယ်မင်းဆိုင်ဒါရီရောက်မောင်ရင်ဖို့ရဲ့ရေတနာတွေပဲဥစ္စာရင်းမယ်လို့မောင်ရင်ပြန်ရလိုက်တာဘာကြောင့်လဲဆိုတော့တောင်ပရက်မှာရေးထားတဲ့စာတွေကပါဠိဘာသာနဲ့ရေးထွင်းထားတယ်အတိဘယ်ကချစ်လားစွာသောနှမအတွက်မောင်ကြီးရဲ့ချစ်သက်လက်ဆောင်ပန်ထားတယ်ကျုပ်ဟာကပိယကြီးနဲ့နေထိုင်စဉ်ကပါဠိတက္ကတာဘာသာရပ်တွေကိုတီးခေါင်းပြီးရလေဒါကြောင့်ဖတ်နိုင်တာပါကျုပ်ထင်တာမမှားဘူးဆိုရင်ဒေါ်စာအမတ်မတင်ရန်နာတွေကိုတူးဖော်ရရှိလိမ့်မယ်ပြီးတော့မွေသေးတကောင်ရဲ့ပိုက်ကိုခွဲရန်နာတွေကိုထည့်ပြီးပြန်ချုပ်ထားတယ်ကျုပ်တို့ကန်ကြီးလုံးလို့ရန်နာတွေကိုပြန်ရလိုက်တာပဲဆရာပြောရဲ့စကားဆုံးတဲ့ကမင်းဆန်ကမျက်နှာညှိုးငယ်စွာနေရတနာရီပြန်ရကြောင်းကျုပ်ကိုသာသိသွားရင်ဘလောက်ဝမ်းသာလိုက်မလဲတကယ်တော့ဒီရတနာရီကြောင့်အကိုမင်းရဲ့အသက်သေဆုံးခဲ့ရတယ်ရတနာရီကိုသုံးပုံပြီးတပုံကအမေရဲ့ကျိန်စာဆိုကဲတင်ရမယ်နောက်တပုံကအကိုမင်းရဲ့အတွက်ကောင်းမှုပြုပေးမယ်ကြံတဲ့တပုံကတော့ကျုပ်ကိုအစားစားရကူညီပေးခဲ့တဲ့ဆေးဆရာကြီးတွက်ပါပဲကျုပ်တို့ရတနာမလို့ဘူးမောင်ရင်ကိုရဲ့တက်ကိုကဲတင်ခွင့်မရခဲ့တာကျုပ်နေစဉ်စိတ်မကောင်းဖြစ်မိတယ်။ရှယ်နာရီပြန်ရပြီမဲ့အလောင်းရဖို့ကြိုးစားရမယ်။မေးစာဆေးဆရာကြီးရဲ့မြင့်မြတ်တဲ့စိတ်ထားကြောင့်ဘာစကားမှမပြောနိုင်အောင်ဖြစ်သွားရပါတယ်။တကြီးဘိုးချင်းမြိုင်တရားမိုးကျိုးလောင်းကြောင့်တောကကြီးစွာဖြစ်နေရပြီ။မိုးကျိုးလောင်းဟာတကယ်ချိုဆိုပဲ။တင်းကြောင့်ငါသားဘိုးချက်ရဲ့အတုပါတော့ငါမှမလုံနိုင်ဘူး။မိမလည်းငါ့ကိုပြစ်ပြီးသူမိဘတွေရှိတဲ့ရွာမှာသွားနေတယ်။ဘိုးချက်ဆုံးကြောင့်တည်င်းကြားတော့လုံးဝရှောင်းမလာခဲ့ဘူး။မိုးကြိုးလောင်းနဲ့ပတ်သက်ပြီးငါ့ကိုစိတ်နာသွားပြီထင်တယ်။ဂမ်ဘီယာဆီယာမြိုင်တို့တည်သွားပြီမယ်။မိုးကြိုးလောင်းကပျောက်နေတယ်။ဒေါ်အိုဆောငါဘလို့ရင်ဆိုင်ရပါ။အတွင်းနဲ့တူတကြီးရအောက်ထက်ကိုစိမ့်ဖို့ပြင်လိုက်တယ်။လေကားတိတ်ရောက်မှာတော့ခေါင်းနဲ့မိုက်ကနေဖြစ်သွားပြီးဒုံနဲ့ကျေလောင်တဲ့တန်ကြောင့်တကြီးတစ်ဖက်တွေအပြေးရလာခဲ့ကြပါတယ်။ဟာတကြီးပြုတ်ကြပြီလာကြပါဦးဟာ။တပည့်တွေကတကြီးကိုအိမ်ပေါ်ပွေ့တင်ပြီးတချို့ကဆေးဆရာပြေးပင်ကြတယ်တကြီးကတော့ခေါ်မရအောင်တတိမိသွားပြီဆေးဆရာရောက်တဲ့ကတကြီးကိုတတိပြန်လေအောင်လှုပ်ပေးတယ်တကြီးရလာတဲ့က
ခြေထောက်ထဲကတိတ်ထားတဲ့လှုပ်ပါအောင်ဆရာကြီးဆေးဆရာကြီးကတကြီးရဲ့ခြေထောက်ကိုစစ်ဆေးပေးပြီးရောတကြီးရဲ့ဘဲဘဲခြေထောက်ကအယိုးကျိုးသွားတာပဲဒါပေမဲ့စိတ်ပူပါနဲ့ကြက်စီးလိုက်ရင်ကောင်းသွားမှာပါခက်တာကကြက်စီးဖို့အတွက်အသုံးပြုရမယ့်ဆေးမယ်တွေလိုလိမ့်မယ်ဒီအတွက်ကျုပ်တုံးဝင်ပြီးဆေးမြစ်တွေရှားနိုင်မယ်အဲ့လိုပြောတဲ့အခါတကြီးကထိတ်လန့်သွားပြီးရောဗျာဒါဆိုကျုပ်ချက်တော့မကောင်းနိုင်တော့ဘူးပေါ့ကျုပ်ကကဲပါဆရာကြီးရဲ့အမြန်ဆုံးလမ်းလျှောက်နိုင်အောင်လုပ်ပေးပါဆရာကြီးကျေးဇူးမမေ့ပါဘူးအမြန်ဆုံးလမ်းပြန်လျှောက်နိုင်ဖို့ဆိုတာမဖြစ်နိုင်ဘူးကြက်စီးပြီးရင်တော့တလကိုတဲ့တင်လမ်းလျှောက်ဖို့မလွယ်ဘူးအခုပဲတုံးဝင်ပြီးကျုပ်ဆေးမြစ်ရှာမှာပါကျုပ်မရှိတဲ့အချိန်မှာအိမ်ရဘောကလုံးဝမလှုပ်ရှားပါနဲ့အဲ့ဒါရေးကြည့်ရဲ့တကြီးဘိုးချင်းမြန်ရဲ့တွေးထဲမှာတော့နေဟာတင်မတက်ဝေဒနာဆိုးတစ်ခုခံစားရလိမ့်မယ်ဆိုရက်ဒေါ်ဦးစားရဲ့နမိတ်ဖက်တန်ကိုကြားရမိလာတယ်။ဆေးစရာကြီးထွက်သွားတဲ့ကတကြီးဟာအိယာပေါ်ကြောက်ရွံ့လိုငြိမ်သက်နေရကနေဒေါ်ဦးစားနမိတ်ဖက်တဲ့တိုင်းငါတော့အိယာတဲ့လဲနေပြီ။ကျန်တဲ့နမိတ်နှစ်ခုဖြစ်တဲ့မိဘေးကြဖို့နဲ့မိစ္ဆာဆိုရီရဲ့ဘေးတုံမှုပဲကျန်တော့တယ်။ဖယားဒုက္ခပါပဲ။တကောင်းရဲ့အချိန်မှာအမလီပြကဲတော်မူကြပါပြုဆိုပြီးငဲသားပေါင်းအွန်လိုင်းတဲ့တန်ကြောင့်အိုးပေါ်စုတရွာလုံးအထင်ကလန့်ဖြစ်သွားတယ်။ရွာသားတွေကအိမ်ပြင်ထွက်ပြီးကြီးရိုက်ကရွာလမ်းမတစ်လျှောက်အသေးအံပြေးလောင်းနေတဲ့လူတစ်ယောက်ကိုတွေ့လိုက်ရှာပါတယ်။အဲဒီသူကတကြီးချန်နယ်ပြင်းဝင်ပြီးအိမ်ပေါ်တက်သွားတယ်။တကြီးကျုပ်အချောက်ခံရတယ်။ဒါတယ်မင်းရတတော်ခေါင်းအိတ်တဲ့ကောင်မင်းစကားငါမယုံဘူး။ဟာကျုပ်ကိုချောက်တာဘသူမှတ်လို့လဲတကြီးရဲ့သားပိုးချမ်းပြကျုပ်အိမ်ကမိန်းမနဲ့စကားများပြီးတတော်ပဲတော်ဖို့ပြင်တာရွာထိန်ညောင်ပင်ကြီးအောင်ရောက်တော့ကျုပ်အင်ကြီးဆောင်လှန်ဆွဲထားခင်ရတယ်လဲကြည့်လိုက်တော့ဘိုးချက်ဟာညောင်ပင်ရဲ့ခြေမှာစောင်းချောင်းထိုင်ပြီးလက်တစ်ဖက်ကဆေးလေးကိုရဲနေအောင်ဖွာနေတယ်ဗျကျန်တဲ့တစ်ဖက်ကကျုပ်ကိုလှန်ဆွဲထားတာဆေးလေးမိကြောင့်သူ့မျက်နှာကိုကျုပ်တွေ့ရတာကြောက်စီဟာကြီးဗျာမျက်လုံးကြီးမှာပြူးနေတာပဲဒါဟာတကြီးကောင်းမှုမလုပ်ပေးလို့ဘိုးချက်မကျွတ်လွတ်တဲ့ဘဝရောက်နေတာတာရီရဲ့စကားကြောင့်တကြီးဖိုးချင်းမြန်မျက်နှာကြီးပြတ်သွားရှာပါတယ်မဖြစ်နိုင်ဘူးတာရီတကယ်လို့များဘိုးချက်ဟာမကျွတ်လွတ်တဲ့ဘဝရောက်ခဲ့ရင်ဖေးဖြစ်တဲ့ငါ့အိမ်မက်ပေးမှာပေါ့မင်းပြောတော့ငါမယုံဘူးမင်းပြန်တော့ဟာအိမ်မက်ပေးတော့ရောတကြီးကဘာလုပ်နိုင်ပါလဲဘိုးချက်ကအစိမ့်သေးဗျသူ့ရဲ့ဝင်းညင်ရောဒေါ်ဦးစားစီမှာဝင်းညင်ချုပ်ဖြစ်နေမှာသိကြတယ်ဒေါ်ဦးစားလားခွေညရီမှာဝင်းညင်တွေကိုသွားလောက်ခင်ပေးတယ်လို့ကြောက်ကြမှုတယ်ဒီနေ့လားခွေညပဲဒါကြောင့်ကြုတ်တွေ့ခဲ့တာမင်းမစကောပိစအခုချက်ချင်းပြန်တော့အဲ့လိုတန်ကိုအောင်ကားလိုက်ပါတယ်တာတင်ရတကြီးကိုမကြည်မနှဲကြည့်ပြီးခြာကနေလဲထွက်သွားတယ်ဒီအချိန်မှာပဲရွာသူတယောက်ဟာခလေးလက်ဆွဲပြီးငိုကြီးချမ်းမနဲ့တကြီးအိမ်ပေါ်တက်လာပါတယ်ဟဲ့ဒါဘာဖြစ်လာကြတော့အထိတ်တလန့်ရှိလိုက်တာငါကလည်းခြေတော်ကျိုးရတော့အေးစစ်စစ်မနေရဘူးအပူတွေကအိမ်ပေါ်ထိရောက်လာတယ်ရွာသူမိန်းမဟာတကြီးရဲ့စကားကိုဂရုမပြုပဲနဲ့ဟော်ရီရကျုပ်သားလေးကိုကြည်စမ်းမအောင်တကြီးရဲ့ကျုပ်သားလေးကိုချိုးနေရပါပြီတကြီးကကလေးငယ်စီအကြည့်ရောက်သွားပါတယ်ကလေးငယ်ဟာဘာမှဖြစ်တယ်လို့ပုံစံနဲ့ငုံငုံကြီးရက်နေတယ်ညီကလေးဘာဖြစ်လို့လဲအမြန်ပြောစမ်းပါဟာကျုပ်သားလေးနေမကြီးတယောက်ချိန်ကဆော့ပြီးပြန်လာတယ်ပြန်လာတဲ့ကဘသူ့ကိုမှလည်းစကားမပြောဘူးထမင်းကျွေးလို့လည်းမရဘူးအိမ်ဝင်တကားနားမှာငုတ်တုတ်ထိုင်ပြီးလမ်းမကိုပဲငေးနေတယ်ကျုပ်လည်းကလေးကိုမတင်ကားနဲ့အနာသွားပြီးမေးမြန်းဖို့လုပ်တယ်အဲ့ဒီမှာသားလေးဟာလက်မဖက်ကိုကြည့်နေရထပြီးကိုကြီးဘိုးချက်ဘေးသွားမလို့လဲလို့ထပြောတော့တာပဲပြီးတော့လမ်းဘက်ကိုပြေးထွက်မယ်လို့ကျုပ်တို့မနေဆွဲထားရတယ်ကျုပ်ကလေးကိုဘိုးချက်တဲ့ဆေးရဖမ်းစားပြီးထင်ပါကျုပ်ကလေးကိုလိမ့်ပြနှုတ်တော့မယ်တကြီးအကြီးကျယ်စိတ်ရှုပ်ထွေးသွားပြီးတော့နောက်တစ်ယောက်ကလည်းဘိုးချက်နဲ့ငါကောင်းနေမီးပင်မတက်ပူနေပြီငါသားလိမ့်ပြနှုတ်မှဆိုလဲဘုံကြီးကြောင်းသာတောင်းနေကြတော့အလုံးချင်းနဲ့ဝင်လာတဲ့အကုသိုလ်တွေတေးသာတေးလိုက်ချင်တော့တယ်အဲ့လိုအောင်ရင်းနဲ့စပွဲကိုလက်နဲ့တုံးကနေဆောင်းတွန်းလိုက်ပါလေတကြီးဒေါသထမှန်သိတဲ့အခါရွာသူမိန်းမဟာအငိုရက်သွားတယ်ကျောင်းလက်တကြီးမူရာနဲ့ကလေးလက်ဆွဲပြီးတကြီးအိမ်ကနေပြေးဆင်းသွားရှာပါတယ်နောက်တနေ့မနက်အကြအမြင်တပူမရဲ့အိမ်မှာရွာသူတတိုက်စုပြုံရောက်နေပါတယ်အဲ့ဒီထဲမှာဘိုးချက်တစီရဲ့၆လက်ချင်းခင်ရတဲ့ကလေးမိနဲ့တာတင်တို့လည်းပါတယ်ကလေးမိကသူ့သားကိစ္စကိုငိုကြီးချမ်းမနဲ့တပူမကိုပြောလိုက်တယ်ဘိုးချက်တစီမကလို့တောဆောင်လမိုင်းကြီးပဲဖမ်းစားပါစေငါရဲ့လိပ်ပြကျိုးနဲ့တွေ့ရင်အနားတော့ကတ်နိုင်မှာမဟုတ်ဘူးရော့
ဒီလိပ်ပြချုပ်ကိုခလေးရဲ့ခါမှာစီးပေးလိုက်ဘာပယောကမှမကတ်နိုင်ဘူးအဲ့လိုပြောရင်ကျုံးနေစားတစ်ခုကိုလှမ်းပေးလိုက်ပါတယ်ခလေးမိကလည်းဝမ်းသာအားရနဲ့လိပ်ပြချုပ်ယူပြီးပြန်ဖို့ပြင်းလိုက်တယ်ဟဲ့ညနေ9အိမ်ကိုကြက်နက်ကောင်ပို့ဖို့မမေ့နဲ့နော်အဲ့လိုလှမ်းအောင်ပြောလိုက်ပါတယ်ခလေးမိထွက်သွားတဲ့ကသားတင်ကလည်းသူ့ချောက်ခံရတဲ့အကြောင်းကိုဆက်ဆောင်ခဲ့နေဒေါ်ဘူးမကမျက်လုံးစုံမရင်းနေဘူချက်တစီရတော့တောင်းချမ်းနေပါလားမဖြစ်ဘူးညောင်ပင်ဆောက်ရုပ်ကစိုးကြီးကိုပွဲပေးပြီးတော့ဘူချက်တစီကိုစုံမခံရမယ်ဟဲ့သားတင်နင်းကိုဘူချမ်းချောင်းလက်မှာကြောက်တယ်မလားဒီတော့ရုပ်ကစိုးတောင်းမပွဲကိုနေလုပ်ပေးရမယ်ဖြစ်ရဲ့လားဖြစ်ပါတယ်ဗျာဘူချက်ကကျုပ်ချစ်ဆုံးတငယ်ချင်းဆိုတော့တူလာပြီးလိပ်ပြတော့မှတိတ်ကြောက်ပါတယ်တောင်းပန်ပွဲကိုဘယ်တော့ပေးရမလဲခင်ဗျာနောက်နေ့အပုတ်ချိန်မှာတောင်းပန်ပွဲပေးမယ်ပွဲကိုပဲတီးတီးပြင်ပြီးငါအိမ်အရင်ယူခဲ့ဗျာကိုဝဲတော်လားရှော့လို့မရဘူးလားယင်မရဘူးငါမိုက်သားသားရဲ့နှဝုံးကြည့်အောင်ကိုပွဲတင်ပြီးရုပ်ကစိုးကြီးကိုပတရမှာနေမတက်နိုင်ဘူးဆိုရင်တော့ဒေါ်ဘူးမစကားမဆုံးခင်ပဲတာတင်ကကြပြားကြရဝင်ပြီးတော့တက်နိုင်ပါလေဒေါ်ဘူးမပြောတဲ့အတိုင်းဖြစ်ရစေပါမယ်တာတင်ကဒေါ်ဘူးမကိုကတော်ပြီးပြန်ဖို့လို့တော့ညကြရင်ငါအိမ်ကိုဆန်ငါပြီးပို့စမ်းအဲ့လိုလှမ်းပြောတယ်တာတင်လည်းမျက်နှာမသာမယာနဲ့ဒေါ်ဘူးမအိမ်ကနေလှည့်ထွက်ခဲ့ပါတယ်ရွာစုံရှိဘိန်းတော်ဆရာပြိုရဲ့နေအိမ်မှာတော့ဆရာပြိုဟာဆေးပင်းလေးဖွာရှာရင်းနေကျုပ်စုံစမ်းရောက်တဲ့လောက်မိုးကြိုးလောင်းကိုခိုးယူသွားတဲ့ဖွဲ့ဟာမြစ်ဆက်မှာမိချောင်းကိုက်ခင်ရလို့တည်သွားပြီမိုးကြိုးလောင်းကတော့ရှာမရအောင်ပျောက်နေရဆိုပဲအလောင်းကိစ္စပို့ပြီးစိတ်ဝင်စားစရာကောင်းနေပြီအဲ့ဒီမှာမင်းဆန်ကဝေးစီကိုငေးဆိုင်ကြည့်နေတာကနေကျုပ်တို့မြစ်ဆက်ကိုသွားပြီးတော့အလောင်းဆိုင်မကောင်းဘူးလားအဖိုးရဲ့ရန်နာတွေပြင်ရပြီမင်းအကိုမင်းရဲ့အလောင်းမြေမချသေးတော့ကျုပ်ပြန်လို့လုံးဝဖြစ်ဘူးဆရာပြောကမျက်မှောက်ကြီးကျုပ်သွားပြီးတော့အလောင်းကိုပြန်ရရင်တော့မြေချဖို့မဖြစ်နိုင်ဘူးဘာကြောင့်လဲဆိုတော့ဒေါ်ဦးစာအလောင်းကိုမရှားရှားတဲ့နည်းနဲ့ပြန်ယူလိမ့်မယ်ကျုပ်တို့အလောင်းကိုမီးတကြွမှာပဲပြဿနာကပြီးသွားမှာဟုတ်တယ်ဆေးဆရာကြီးပြောတာမှန်တယ်အကိုအလောင်းကိုပြာကျတဲ့အထိမီးတကြွပါမယ်ပြင်းရဲ့အရိုးကောက်ပြီးကျုပ်တို့မြို့ကိုပြန်သိမ်းရမယ်ဟိုရောက်မှအောက်ကူလုံးရမယ်ကြာပါတယ်ဗျာကျုပ်တို့မြစ်ဆက်ကိုသွားရအောင်မောင်ရေးဆန္ဒတိတ်ပြင်းထန်ရင်လေကျုပ်တို့ရှာကြတာပေါ့မြစ်ဆက်ကတော့တိတ်အန်တရများတယ်အဲ့ဒီမြစ်ထဲမှာကျက်စားနေတဲ့မိချောင်းတစ်ကောင်ဟာလူနဲ့ရတာနဲ့မြစ်ဆက်ကိုတက်ပြီးဆွဲလို့ကြုတ်ကြဘူးတယ်လူရမရကျုပ်တို့လှန့်ရှိပြီးယူသွားရမယ်အဲ့နောက်မှာတော့ဘိန်းတော်ဆရာပြုံးတဲ့မင်းဆန်ဟာအလောင်းရှာပုံတော့ပြင်ဖို့စတင်လှုပ်ရှားကြတော့တယ်နေကင်းကြောင်တော့အချားမြေတော်ဘူးမတယောက်တစ်ဖက်ရွာကပိတ်ဖိတ်မှုကြောင့်ရွာထိပ်ဘက်ကိုထွက်ခဲ့ပါတယ်ရွာထိပ်ကြောင်မင်းကြီးရောက်မှာတော့သူတို့ကလုံးကြက်သိမ်းဖြန်းဖြန်းထားပြီးခေါင်းမွေးပါထောင်သွားတယ်လို့ခံစားလိုက်ရတယ်တော်ဘူးမဟာပတ်ဝန်းကျင်ကိုမျက်လုံးဝှေ့ကြည့်ရင်ချိန်လန်းကိုမြန်နိုင်အောင်ကြိုးစားလိုက်ပါတယ်ညောင်မင်းကြီးရဲ့လယ်နှရောက်တော့ပုတ်ကနေတန်တဲ့တူသူတို့ကလုံးစက္ကနဲတုံသွားတယ်အဲ့နောက်မှာတော့အမလေးအမေရဲ့လူအတန်ကိုអော်ပြီးထမိန်စွန်းတော်ဆွဲပြေးခဲ့တော့တယ်ထမိန်ဆွဲပြေးလာတဲ့တော်ဘူးမကြောင့်ထင်းခုတ်ရာကနေပြန်လာတဲ့ရွာသူတွေကထိတ်လန့်သွားပြီးတော့တော်ဘူးမဘာဖြစ်တာလဲတော်ဘူးမဟာညောင်မင်းကြီးလက်ညှိုးထုံးရင်မျက်လုံးပြူးမျက်စံပြူးနေညောင်မင်းကြီးကကျုပ်ကောင်းပေါ်ကိုပြစ်ချတယ်တော့ဘာကြီးပြစ်ချလို့တော့ရင်တုံလိုက်တာရှင်အယူခေါင်းကြီးပရိပ်မြင်မြန်တောင်းမဖြစ်မယ်ငါ့ကိုလို့ရွာသူတွေရဲ့လက်ကနေစောင်းရုံးပြီးတော့ပြေးထွက်သွားပါတယ်ရွာသူတွေဟာတရားမျက်နှာတရားကြည့်ပြီးတော့အယူခေါင်းကြီးရဲ့အမလေးကြောက်စီဟာကြီးတော့အဲ့လိုပြန်တူရေယူလိုက်ရင်နဲ့ထင်းစည်းတော်မကောက်နိုင်ကြဘူးဖနှောက်နဲ့တင်မှာတသားလေးကြောင်ပြေးတော့တယ်အချားမြေတော်ဘူးမကိုရိုင်းတစ်စီ6ခင်ရောက်ရဆိုတဲ့တဲ့တင်ကအိုးဘိုစုတရောင်လုံးပတ်လုံးရိုက်သွားပါတယ်တော်ဘူးမတယောက်လေးကြောင်းလန့်ပြီးယောဂီဝစ်စုံချက်ချင်းပြောင်းဝင်လိုက်တယ်သူ့ရဲ့အိမ်ဝတ်တစ်ခုလုံးပထမ်းယူပြီးစီးထားမှုတွေလုပ်တယ်ပြီးတော့နှက်ရုပ်မျိုးစုံကိုသူ့အိမ်ရပလက်မှာချပြီးအိတ်ဆက်ရပါတယ်ဒီတဲ့တင်ကိုကြားတဲ့အခါတော်ဘူးမစီတာတင်ရောက်သွားပြီးတော့ဘယ်လိုလဲတော်ဘူးမခမည်းခိုင်းလို့ကြုတ်ပွဲတွေပြင်ထားပြီးပြီခမည်းဘာလုပ်ပေးမလဲတော်ဘူးမအသားလေးစကားကြောင့်မကြည်မနဲ့မူရနဲ့ငါဆိုရဲမိန်းမကအထက်ဝိဇ္ဇာကြီးရဲ့စီမှာတိတ်တီတောင်းခံပြီးဟောစားနေတဲ့လူရဲ့တစေเจ้าလို့ပြေးလာတာမဟုတ်ဘူးရုံညံ့နဲ့မကောင်းဆိုးဝါးကြောင့်ငါရဲ့တိတ်တီကြမှာဆိုလို့ပဲသိရလားမနှက်ပြန်ပုတ်ချိန်မှာနေပွဲကိုသွားလို့ပြင်မယ်ဘာစကားမှမရှိနဲ့ပြန်တော့တာတိုင်းကပစိုးတမမနဲ့ကောင်းပြီလေကျုပ်ကိုပွဲပြင်ခန်းပြီးမလှုပ်ပေးရင်တော့ခမားကြီးနဲ့ကျုပ်အတွေ့ပဲသွားမယ်
အဲ့လိုကြောင်းဝါပြီးတော့ခြေလန်းကျဲစည်းနဲ့ထွက်သွားပါတယ်တာလင်ထွက်သွားတဲ့ကဒေါ်ဘူးမဟာနောင်မင်းကြီးစီသွားပြီးပွဲလူမဲ့ရေတွေးမိရင်ကြောစိမ့်တယ်လို့ခံစားလိုက်ရတယ်ညရောက်တဲ့ကအေးစိမ့်နဲ့ရာသီဥတုကြောင့်အိုးဘစုတပြောင်လုံးတိတ်ဆိတ်နေပေမဲ့တကြီးရဲ့ခြေရည်အိမ်ဖြစ်တဲ့အရက်ပုံးချက်တဲ့တေးလေးမှာမီးရောင်မေမေလေးနေပါတယ်နိုင်ရန်တစ်ချက်ဒီးချိန်လောက်မှာတော့အတီတဲစီကဝုံကနေစရတဲ့နဲ့တူမီးတောက်မီးညွတ်တစ်ခုဟုံးကနေထွက်လာတယ်တဲပိုင်ရှင်လူဝါကြီးကမီးတောက်ကြီးကိုကြည့်ပြီးကဲကြပါဖြိုးမီးပြိုမီးအဲ့ဒီလိုတန်ကိုအော်ရင်ရင်သူကိုယ်တိုင်တဲပင်ကိုပြေးထွက်သွားတယ်အတန်ကြောင့်တကြီးဘိုးချင်းမြန်ရအိယာကနေလမ်းလို့သွားပါတယ်တောင်ဝေးကိုအားပြုပြီးပတင်းပေါရှိရာရှောင်းသွားတဲ့အခါကောင်းကင်မှာလှိမ့်တောက်နေတဲ့မင်းညုံကြီးကိုတွေ့လိုက်ရတယ်။ဟာမီးလောင်နေတယ်။ဟျောင်းနေမီးလောင်နေပြီဟဲ့တန်ကြောင်မြန်ခောက်။တကြီးရဲ့စောတန်တဲ့တူတပြောင်လုံးတန်ကြောင်ခောက်တန်နေညံစီသွားပါတယ်။လေအဝေးမှာတော့မီးတောင်ကြီးဟာတကြီးအိမ်ရဲ့တက်ကဲ့မှုပေါ်ကျလာပြီးမီးဆွဲတော့တယ်။တကြီးကိုယ်တိုင်အိမ်မီးဆွဲနေရကြောင်းတောင်ဝေးအားပြုထောက်ရင်အိမ်ရောက်ကိုအသေးအတန်ဆင်းပြေးရပါတယ်။ရွာသားတွေစုပေါင်းပြီးမီးကိုနှိမ့်သက်ကြတယ်။မီးဆိုင်တဲဖြစ်တဲ့လူဝါကြီးရဲ့တဲကိုငိမ့်သက်နိုင်ပေမဲ့နှစ်ထပ်ရင်ဖြစ်တဲ့တကြီးအိမ်ငိမ့်သက်ဖို့အခက်တွေ့နေကြတယ်။နောက်ဆုံးတော့တတိကောင်းတဲ့ရွာသားတွေကအိမ်ရဲ့ပေါ်တက်ကိုတက်ပြီးရေဖုံးပေါင်းမြောင်များစွာနဲ့ငိမ့်သက်ရပါတယ်။တကြီးရဲ့နောက်ပေးဘက်တစ်ချက်လုံးကုံတော့မှမီးဆွဲကျိုးသွားတယ်။ဒီကမှတကြီးကတပ်ပြင်းချနိုင်ပြီးတော့ဒေါ်ဦးစနမိတ်စကားတိုင်းမီးဘေးကြုံခဲ့ရပြီ။ဒါရီအားလုံးဟာမိုးကြိုးလောင်းနဲ့များဆက်ဆက်နေမလား။မိုးကြိုးလောင်းဟာငါမိသားစုကိုရောအိုးဘိုစုရွာတရွာလုံးကိုပါအကြီးကျယ်ခိုက်နေပြီလားဘိန်းတော်ဆရာပြည့်ရဲ့နေမှာတော့ဆရာပြည့်ဟာခြံဝမှာချန်ရင်ရွာတိတ်ဘက်ကိုငေးကြည့်နေပါတယ်မင်းဆန်ကပါအိမ်ပြင်ထွက်လာပြီးရောရွာထဲမှာစူညံနဲ့ဘာဖြစ်နေကြလဲရွာထဲမှာမီးလောင်နေတာကွာခုနကဆိုကောင်းကင်မှာမီးကြီးရဲနေရပဲအခုတော့ငိမ့်သွားပြီမီးတောင်းရဲ့အနေထားကြည့်ရတာတကြီးအိမ်ဘက်ကဖြစ်ဖို့များတယ်ကွာတကြီးတယောက်တော့ပြဿနာတွေကြီးစက်တိုက်ကြုံရရှာတယ်။မောင်ချင်းကိုမိုးကြိုးပစ်ခင်ရပြီးမကြောက်ဘူး။သူ့သားဘိုးချက်ဟာတေချောင်းကြံစီသွားတယ်။သူမိမကလည်းမိဘအိမ်ကိုဆင်းသွားပြီးမကြောက်ဘူး။သူ6တော့ကြိုးခဲ့တယ်။ဒေါ်ဦးစာလည်းမိုးကြိုးလောင်းနဲ့ပတ်သက်ပြီးသူ့ကိုဖိအားပေးမှတေးကြတယ်။အခုလည်းမီးလာမှုကြုံရပြန်ပြီ။ဒီလောက်ဆိုးရွားတဲ့ပြဿနာပေါင်း16000ကျားမှာသူ့ကိုယ်သူတတ်မသေးသေးကံကောင်းတယ်ကွာ။ပြဿနာဟာအပေါင်းအသင်းနဲ့လာတက်တဲ့ဆိုတဲ့စကားဟာတကြီးဘိုးချင်းမြိုင်တယ်မှန်ပဲကဲပါလေဒါတွေတွေးမနေပါနဲ့မနေ့ပြန်ကျတို့တောင်းဝင်ရမှာအိပ်ရအောင်နောက်တနေ့နေဝင်ကြီးတယောက်ချင်းဘိန်းတော်ဆရာပြိုနဲ့မင်းဆန်ကလောင်းရှာဖို့တောဆက်ကိုထွက်ခဲ့ကြပါတယ်တောဆက်ရောက်မှာတော့တောထဲကခုံပေါက်ပြေးထွက်လာတဲ့လူတစ်ယောက်ကိုတွေ့လိုက်ရတယ်အသေးကောင်မဲမဲကြီးဖျားပြက်ကတရေကြီးအယုံမုံကြီးရဲ့နောက်ကခြေရွတ်တန်ကြောင့်ဆရာပြူဟာစိတ်လို့ရှားစွာနေဟဲ့အမိုးကြီးဘာလို့ရှောက်အောင်နေရလဲဘယ်ရတရေကြီးလဲဟေးဖယားပြက်ကတရေကြီးအသေးကောင်မဲမဲကြီးအဲ့လိုရွတ်ပြီးတော့ပြေးထွက်သွားတယ်အယူရွတ်သွားတဲ့စာသားတစ်မျိုးပါလားအသေးကောင်မဲမဲကြီးဆိုတော့ဟာစီးချာကြီးကျိုးကုန်ရဲ့လောင်းကမီးသေးလို့မဲနေနေတာဗျာဖယားပြက်မှာအကိုလောင်းရှိရမယ်ဖြစ်နိုင်တယ်မှုံကြီးမိုးကြိုးလောင်းကိုမြင်ပြီးရှောက်အောင်တော့တိတ်ဖြစ်နိုင်တယ်။ဖျားပြက်ကတောဝင်လေးရှိတာကျုပ်တို့မြန်သွားရမယ်။အဲ့လိုနဲ့ပြောလိုက်ပြီးအလင်းမြန်ရှိဆက်ခဲ့ရနိုင်ရွက်ခန့်ရှောက်သွားပြီးရဲ့အခါချုံနဲ့ပိတ်ပေါင်းများနဲ့ရင်းကြီးတက်နေတဲ့ဖျားပြက်ကိုလှမ်းမြင်ရပြီ။ဖျားပြက်ကိုမြင်ရတဲ့အတွက်မင်းဆန်ရဲ့ခြေလမ်းတွေပိုပြီးမြန်သွားပါတယ်။ဖျားပြက်ရဲ့ရင်တွင်တော်ပေါ်ရောက်တော့မဲနဲ့နေတဲ့လောင်းကြီးကိုတွေ့လိုက်ရတယ်။မင်းဆန်ဟာကိုဖြစ်သူရဲ့ရုပ်လောင်းကိုကြည့်ရင်းနဲ့ဖြစ်ရလေအကိုကြီးရဲ့တေးရတာလူသူမရှိတဲ့ဖျားပြက်ပေါ့ရှောင်းနေရရှာပါလားအဲ့လိုမချိချင်ခင်ရေရွပြီးတော့လောင်းကိုပြေးဖက်ငိုလိုက်တယ်ဒီချိန်တကြီးဘိုးချစ်မြိုင်ရဲ့ခြံဝါရှိပါတော့ဘိုးချစ်မြိုင်ခုချက်ချင်းငေါရှိလာစမ်းအတန်ကြောင့်တကြီးကအိမ်ဘောကလှမ်းကြည့်တဲ့အခါကြီးနဲ့အုပ်ကြီးလည်းမှာရိုးတောင်ဝေးကြီးနဲ့ရက်နေတဲ့ဒေါ်စာကိုတွေ့လိုက်ရတယ်တကြီးတီးရောက်နှစ်ထင်သွေးဒိန်ကနေစောင့်သွားရပြီခြေတော်လေးနဲ့အလေးမြန်ဆင်းလာတယ်ဒေါ်စားကဖျားချမတက်မျက်လုံးစူးကြီးနဲ့ဘိုးချင်းမြိုင်ကိုစူးစိုက်ကြည့်နေလောကမှာငါအယွန်မောင်းဆုံးကတိမတိခြင်းပဲဘယ်မလဲမိုးကြိုးလောင်ဒေါ်စားမေးကြောင့်တကြီးဟာထိတ်လန့်စိတ်ကြီးဆိုပြီးဘာဖြစ်ရမှမသိဖြစ်သွားရပါတယ်ဒီချိန်မှာပဲအသေးကောင်မဲမဲကြီးဖျားပြက်ကတရေကြီးဖျားပြက်ကတရေကြီးအသေးကောင်မဲမဲကြီး
အဲ့လိုရေရွပြီးတော့ကောက်ခုံပြီးလမ်းလျှောက်လာတဲ့ယူမုံကြီးတယောက်တကြီးအိမ်ရှိကိုရောက်လာတယ်အယူမုံကြီးရဲ့တန်ကြောင့်ဒေါ်စာဟာမျက်မှောင်ကျုံသွားပြီးရောပြန်ပြောစမ်းနေရွတ်နေတဲ့ဟောပြန်ဆိုစမ်းအသေးကောင်မဲကြီးတရေကြီးလေဖျားပြတ်မှရှိရဲ့ဟဲ့အယူမုံကြီးကဒေါ်စာကိုခါထောက်ပြောပြီးလက်ကနဲ့ထွက်ပြေးသွားပါတယ်မိုးကြိုးအလောင်းဖျားပြတ်မှရှိတယ်ဟုတ်တယ်ဖျားပြတ်မှရှိတယ်ဆိုတော့သိကြတယ်ဘိုးချင်းမြိုင်ရွာမှာဖျားပြတ်ဘယ်ကနေရရှိလဲဒေါ်စာယူတယောက်လိုရေရင်းနဲ့မေးလိုက်တဲ့ခါတကြီးကနေရွာထဲမှာတော့ဖျားပြတ်မရှိဦးမေဦးရွာပြင်တောဆက်ဝင်လေးမှာတော့ဖျားပြတ်ကြီးတစ်ခုရှိပါတယ်ဒေါ်စာရိုးတောင်ဝေးကိုဝှေ့ရင်းလာရင်နေမိုးကြိုးလောင်းငါရတော့မယ်ငါဘယ်တော့မှမသိနိုင်တော့ဘူးဟုတ်တယ်မိုးကြိုးလောင်းကိုငါရပြီဟဲ့အဲ့လိုကြွေးကြော်ပြီးခြေလင်းကျဲစီနဲ့ထွက်သွားပါတယ်အမေကိုတယောက်ထဲမသွားပါနဲ့ကျွန်တော်လိုက်ခဲ့ပြစေတကြီးဘိုးချင်းမြန်တယောက်ဒေါ်စာနောက်ကိုလိုက်ရင်နီးစက်ရရွာသားတွေမှာဆွဲခေါ်သွားရပါတယ်ဒေါ်စာရွာထိပ်ရောက်မှာတော့အချားမြေဒေါ်ဘူးမတို့လူစုဟာရုပ်ကစိုးပူစော်ပွဲကိုလူစုလူဝေးကြီးနဲ့ပြုလုပ်နေပြီဖြစ်ပါတယ်အယိုးတောင်ဝေးကြီးထောက်ပြီးရှောက်လာတဲ့ဒေါ်စာကိုမြင်တော့ဒေါ်ဘူးမမျက်နှာကွက်ကနေပြတ်သွားတယ်ဒေါ်စာကတော့ဝဲကိုဝဲရှိမှရက်နေတဲ့ဒေါ်ဘူးမကိုမြင်တဲ့အခါညီရဘာအဆင်မလို့ရုပ်ကစိုးပူစော်ပွဲလှုပ်တာလေဒီရွာမှာငါ့ကိုဘယ်သူမှကြော်လို့မရဘူးအိုးဘော်စုရွာမှာဆရာတဆူပဲရှိတယ်အဲ့ဒါဒေါ်အိုစာဆိုတဲ့ငါပဲညီအပြစ်ကိုညီဝန်ခံစမ်းအဲ့လိုပြောလိုက်တော့ဒေါ်ဘူးမဟာမြေပေါ်ကျုံလေးထိုင်ပြီးတော့ကျမမှားပါတယ်အမေဦးအပြစ်ကိုလည်းဝန်ခံပါတယ်ထိုက်တဲ့နဲ့တိုင်ခတ်ပါရှင်ဒီနေ့ရစာပြီးငါ့အိမ်မှာရှက်အကန့်တမဲ့ကြုံခံရမယ်ဒါအပြစ်ကိုဝန်ခံတဲ့အတွက်ညီကိုတန်လျှော့ပေးတယ်လို့မဲ့ဒေါ်စာဒေါ်ဘူးမကိုပြောဆိုပြီးတောဆက်ကိုဆက်လျှောက်သွားပါတယ်ရုပ်ကစိုးပဲလူရှင်ဖြစ်တဲ့သားတွေကဒေါ်ဘူးမကိုမကြည့်မချမ်းကြည့်လိုက်တယ်ဒေါ်ဘူးမရဲ့တပည့်တပန်းတွေဟာဒေါ်ဘူးမကိုကြည့်ပြီးခြာရမလို့ဖြစ်နေကြပါတယ်ဒီအချိန်မှာပဲတကြီးဘိုးချင်းမြိုင်နဲ့ရွာသားအုပ်ကြီးရောက်လာကြတယ်ဒေါ်ဘူးမကလန့်ပြီးရောဘယ်သွားကြလို့လဲတကြီးလူတွေများလာကြည်လားဒေါ်စာလည်းထူးထူးဆန်းဆန်းတောဆက်ပဲထွက်သွားတယ်အဲ့လိုပြောလိုက်တဲ့အခါတကြီးကလော်လက်ကြီးသွားနေရကနေရှာမရှိနဲ့ဘုံမငါတို့နဲ့လိုက်ခဲ့အမေအိုနောက်လိုက်ရမယ်ဒီအချိန်မှာပဲဆရာပြောတဲ့မင်းဆန်ဟာထင်းစားရီဆိုပြီးအလောက်ကိုမီးတချို့ကိုပြင်နေကြပြီမင်းဆန်ဟာကိုဖြစ်သူရဲ့လောင်းကိုကြေခွဲစာနဲ့စူးစိုက်ခြင်းနဲ့အကိုကြီးဆန်သာပြေးသွားတော့ပါပြီကျုပ်အဖိုးရဲ့ရင်နာတွေပြန်ရပြီကိုကြီးအကိုကြီးလည်းတမလွန်ကနေရင်နာတွေကိုစိတ်ဆွဲမထားပါနဲ့ရတနာရီတဲကအတဝက်ကိုထုခွဲပြီးအကိုကြီးအတွက်ကောင်းမှုပြုပေးပါမယ်အကိုကြီးရောက်ရဘဝကတာဓုခေါ်နိုင်ပါစေဗျာအဲ့လိုရရပြီးအလောင်းရဲ့အပေါ်ကိုထင်းစားရီတင်လိုက်တယ်ဖျားပြကြီးရဲ့ရင်ပြင်ပေါ်ရောက်နေတဲ့ဒေါ်စာဟာမင်းဆန်တို့ကိုမြင်တွေ့သွားပြီးတော့ရှင်းလိုက်စမ်းမိုးကြိုးလောင်းကိုမထိနဲ့အဲ့ဒီလိုတန်ကုန်အော်ရင်မင်းဆန်တို့ရှိအောင်ပြေးလာတယ်တကြီးဘိုးချင်းမြန်တို့လူစုဟာဖျားပေါ်ကနေခုံဆင်းလိုက်တဲ့ဒေါ်စာကိုမြင်သွားပြီးဦးရဖားရပြေးလာကြပါတယ်မောင်မင်းဆန်အခြေအနေမကောင်းတော့ဘူးရင်နဲ့စီလောင်းလိုက်တော့ဆရာပြရဲ့တတိဘေးတန်တဲ့တူမင်းဆန်ဟာအစင်သိယူလာတဲ့ရေနံစီပုံးကိုဖွင့်ပြီးအလောင်းပေါ်ပတ်ဖြန်းလိုက်ပါတယ်ဆရာပြဟာလင်းမြန်စွာပဲမီးတုပ်ကိုအလောင်းပေါ်ပစ်တင်လိုက်တယ်။ဘုံကနေထောက်တောက်သွားတဲ့မီးတောက်ကြီးနဲ့တူဒေါ်စာမိုးချိုးလောင်းကငါအတွက်ပဲမိုးချိုးလောင်းကိုငါရအောင်ယူမယ်ဟဲ့အဲ့ဒီလိုယူတရလိုကြွေးကြော်ပြီးမီးဆွဲကက်နေတဲ့လောင်းပေါ်လွှာကနေခုံဝင်လိုက်ပါတယ်။ဒေါ်စာမလုံးနဲ့ဒေါ်စာနဲ့စိုးရင်တကြီးအော်ရတားစီးတဲ့တကြီးရဲ့တန်ကတောတစ်ခုလုံးဖောက်အုပ်သွားပါတယ်။ဆရာပြနဲ့မင်းဆန်ဟာလောဘဆော့တက်ပြီးမီးတောက်တဲ့ခုံဝင်သွားတဲ့ဒေါ်စာဖြစ်ကိုစိတ်မကောင်းရင်ကလွယ်ပြီးဘာမှမတတ်နိုင်ရှာဘူး။ရွာသားတွေအားလုံးမတင်မဲ့တဲ့ဖြစ်ကြောင့်အသက်ရှူမိမတန်တောင်ကြီးရက်နေမိပါတယ်။တကြီးကဝေဝဲတက်လာတဲ့မျက်ရည်စားတွေကိုမျက်တောင်နဲ့ပုတ်ခံရင်းနေဒေါ်စာသူ့ရဲ့အသက်ရှင်ခြင်းတွေအတွက်မိုးကြိုးလောင်းကိုလိုချင်တောင်းတခဲ့တယ်။နောက်ဆုံးတော့မိုးကြိုးအလောင်းနဲ့တူမီးမြိုက်ခံလိုက်ရရှာတယ်။တို့အိုးဖို့စုတပြားလုံးအားထားကိုးခွဲခဲ့တဲ့အသက်ရာကြီးတဲ့ဒေါ်စာမရှိတော့ဘူး။အသက်ရာကြီးနေခဲ့တဲ့ဒေါ်စာမိုးကြိုးအလောင်းနဲ့ကြမှာတေးရရှာပြီ။မိတော်မီးရှန်ကြီးပြားတိကြပြီးချိန်မှာတော့မင်းဆန်ဟာအဲ့ဒီနေရာကနေထွက်ခွာဖို့ပြင်လိုက်ပါတယ်။ဆရာပြောကမင်းဆန်ရဲ့လက်ကိုလှမ်းဆွဲပြီးတော့မောင်ရဲ့ကိုရဲ့အယူကိုကောက်ရအောင်မယ်လေကျုပ်ကိုရဲ့ရိုးပြောင်ပြန်မယူတော့ဘူးစီဆရာကြီးဘာကြောင့်လဲဆိုတော့ဒေါ်ဥစာမိုးချိုးလောင်းနဲ့တူတေပွဲဝင်ခဲ့တယ်အဲ့ဒီဆွမ်းလက်စိတ်ကြောင့်တမလွန်မှာတော့
ဒေါ်စားဝိညာဉ်ဟာကျုပ်ကိုဝိညာဉ်နဲ့တသားလေးထက်တူကြနေလိမ့်မယ်ကျုပ်ကအရိုးပြောင်ယူပြီးကူသွင်းလိုက်ရင်ကျုပ်ကတမလွန်မှာဒေါ်စားရဲ့ထုံနှောင်မှုကခံနေရရှာမှသိကြတယ်ဒါကြောင့်ပါအဲ့လိုပြောပြီးလောင်းစင်ကိုကြောခိုင်းလိုက်ပါတယ်ဆရာပြောကမင်းဆန်နဲ့တွေထွက်ခွာဖို့ပြင်လိုက်စင်ပါပဲသူ့ချစ်တော်ကိုတောက်ကနေထိမှန်တဲ့ကြားလိုက်ရတယ်ငုတ်ကြည့်လိုက်တဲ့အခါဈေးစေးပမာဏရှိရဲ့တန်လိုကျင်းနီရောင်လိုအလုံးလေးဆရာပြောကစက်ကနေကောက်ယူပြီးသေးချာကြည့်လိုက်တယ်ဟွန်းဒါမိုးကြိုးလောင်းကလွှင့်စင်လာတဲ့မိုးကြိုးသွားပါလားဆရာပြောရဲ့စကားကြောင့်အားလုံးရဲ့အကြည့်ဟာကျင်းနီရောင်လုံးလေးပေါ်စုပြုံကျသွားတယ်ဆရာပြောကမင်းဆန်ရဲ့လက်ထဲလှမ်းထည့်ပေးလိုက်ပါတယ်ဒါကိုမင်းရဲ့အမတ်တရားပစ္စည်းလေးပဲဆေးဆရာကြီးကကျုပ်ကိုအများကြီးအကူအညီပေးခဲ့တယ်။ရှရနာတဝက်ခွဲပေးပြီးကျေးဇူးဆက်ခဲ့ပေမဲ့ဆရာကြီးကလက်မခံခဲ့ဘူး။ဟောဒီမိုးကြိုးတော်တော့လက်ခံပေးပါ။ကျုပ်တို့ညီကိုနှစ်ယောက်ရဲ့အမတ်တရားလို့သတ်မှတ်လိုက်ပါ။မိုးကြိုးသွားလေးကိုမြင်တိုင်းထူးဆန်းတဲ့မိုးကြိုးအလောင်းအဖြစ်ပြက်လေးကိုအမတ်ရပေးပါဗျာ။အဲ့လိုရေပြီးတော့တပြေးပြေးထွက်ခွာသွားပါတယ်။ဆရာပြောကမင်းဆန်ရဲ့ကြောပင်ကိုစိတ်မကောင်းစွာငေးဆိုင်ကြည့်ရင်မိုးကြိုးသွားတစ်လုံးကိုကြည့်နေအောင်စုပ်ထားနိုင်ပြီးရတယ်ပရိသတ်များခင်ဗျာအခုတင်ဆက်ပေးခဲ့တဲ့ဇာတ်လမ်းလေးကတော့စာရေးသူမဟုတ်စာရေးသားထားတဲ့မိုးကြိုးအလောင်းဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်နားဆင်ပေးခဲ့ကြတဲ့ပရိသတ်တူတယောက်ချင်းစီကိုလည်းအထူးပင်ကျေးဇူးတင်ရှိပါတယ်ဗျဒီဇာတ်လမ်းလေးကိုတင်ဆက်ပေးခဲ့တဲ့သူကတော့ကျွန်တော်ကိုခန့်ပဲဖြစ်ပါတယ်ခင်ဗျာ